ကိုယုံကြည်မှုတိဆောက်ဖို့ပါပဲကိုကျမတို့ယုံကြည်ရလိမ့်မယ်ယုံကြည်မှုနဲ့အတူစိတ်ဓာတ်နဲ့ယုံထားမယ်အချိန်ရောက်နေပါပြီပညာနဲ့ယုံထားမယ်အချိန်ရောက်နေပါပြီကိုတိုင်းပြည်တဲ့ကိုနေရာအနှံ့ရောက်ခါမှကိုတိုင်းပြည်ရဲ့အကြောင်းကိုပိုပြီးသိလာပါတယ်ကျမတို့ငယ်ငယ်တုန်းကတော့ဖတ်စာအုပ်တွေလည်းအောကျက်ခဲ့ရတာပေါ့ကျွန်တော်တို့မြန်မာနိုင်ငံသည်တယံစာတပေါ်ကျွယ်ဝသောနိုင်ငံဖြစ်သည်စံစပါကျွန်းတည်ရေနံခဲမဖြူအပြိုင်နဲ့နေဘုရားကြောင့်မြရရများထွက်ရှိသည်၎င်းတယံစာတများကိုနိုင်ငံများသို့တင်ပို့ရောင်းချသည့်အခါနိုင်ငံများဝင်ငွေရရှိသည်ပါညာနဲ့ကျွန်တော်တို့ကြက်ခဲ့တာပေါ့နော်။အော်တကယ်ဒီကနေ့ကျမအသက်50ကျော်ကမှတိုင်းပြည်နေရအနှံ့ရောက်ဘူးတော့မှဟာဟုတ်ပေသားပဲတို့တိုင်းပြည်ကအင်မတန်ချမ်းသာတာဦးဒါပေမဲ့လို့ကျမတို့လူမျိုးတွေကဘာကြောင့်ဆင်းရဲနေတယ်လဲကျမခုထိမစင်စားတတ်ပါဘူးရှင်မနစ်ကဆရာချီဦးညိုနဲ့ဖားကန်ဒေတာကိုကျမတို့ရောက်ကြတယ်ဖားကန်မော်ရီတဲကိုကျမတို့သွားဟောတယ်ဟောတော့ကျမတို့မိတ်ဆွေတယောက်ကမော်ရီတဲကိုလိုက်ပြတယ်ကျမစိတ်ထဲမှာထင်တာတော့ပေါ့နော်ကြောက်စိမ့်တောင်ကြီးကိုခါရကြောက်သားနေရနေကိုဖဲ့ယူပြီးကြောက်စိမ့်နေသွေးယူတယ်လို့ဒီလိုထင်တာပေါ့ဘယ်ဟုတ်ပါမလဲကျမတို့နိုင်ငံလည်းတနာစရာကောင်းလောက်အောင်ကိုတရားစာတတွေကထွက်တာဘူးအဲ့ဒီတောင်ကြီးထဲမှာငှက်ဥကြီးတွေဝင်ဥထားတယ်လို့ပဲငှက်ဥကြီးတွေကြောက်စိမ့်ကြီးတွေလေကြောက်စိမ့်ဥကြီးတွေအဲ့ဒီငှက်ဥကြီးတွေကိုစယန်းတရားတွေနဲ့ထိုးခွဲပေါင်မုံကိုဓာတ်နဲ့လှီးတယ်လို့ထချမ်းချမ်းနေရင်နာစရာကောင်းလိုက်တာဒါတွေကိုဘသူတွေကလုံနေကြတာလဲကျမကုမ္ပဏီဆိုက်ဘုတ်တွေကိုဖတ်ကြည့်တယ်စလုံးတွေကတွန့်လိန်ကောက်ကွေးလို့ဗမာလိုရေးထားတာလည်းမဟုတ်ဘူးအင်္ဂလိပ်လိုရေးထားတာလည်းမဟုတ်ဘူးအဲ့ဒီစာတွေကျမတော့မဖတ်တတ်ဘူးအဲ့လိုပါပဲဟိုဥရုချောင်းပေးရွှေတော်တွေကိုကျမတို့သွားဟောတော့အဲ့ဒီနန်းတော်ကျွာသားလေးတယောက်ကလိုက်ပြကျွန်တော်တို့ဟောဒီဥရုချောင်းလေးရဟိုတုန်းကအင်မတန်ကြီးလင်တာတဲ့ငါးကလေးတွေကူးနေတာတောင်မြင်ရတယ်ကျွန်တော်တို့ငါးဖမ်းပြီဆိုရင်မှိန်းနဲ့တခါတည်းဆော့ဆူထိုးဖမ်းလိုက်ဘယ်တော့မှငါမလွတ်ဘူးကြီးနေတာဒီနေ့အချိန်မှာတော့ဥရုမြည်ရဝါကျင်ပြီးတော့နော်ခါရဲကိုနောက်ကြည့်တာဒီထဲမှာရွှေဖမ်းတဲ့ဗရားတွေဘလောက်တောင်ပျော်ဝင်းနေပြီလဲမသိအဲ့ဒီရွှေတော်မြေတွေမှာလည်းအလုံးကျွန်းတရာလန်ဗယံပတာကိုဖြစ်နေတာဟိုတလောမိုးကုတ်ကိုရောက်တယ်လေဒီလိုပဲမိုးကုတ်မြေတွေမိုးကုတ်သူမိုးကုတ်သားတွေတော့ပြောပါတယ်အဲ့ဒီမိုးကုတ်မှာလူဖော်နေကြတဲ့ကုမ္ပဏီတွေမှာကျွန်တော်တို့မိုးကုတ်သူမိုးကုတ်သားတွေမပါဘူးမိုးကုတ်သူမိုးကုတ်သားတွေကဘာလုပ်ရလဲဟိုကသွန်းပြလိုက်တဲ့မြေစာပုံမောကနေပြီးတော့ရေမဆေးကြောက်စွာလေးရှာပြီးတော့စီဝါရှာရတယ်အဲ့ဒီလိုကျွန်တော်တို့တိုင်းပြည်မှာဖြစ်ပြီးခဲ့တဲ့နှစ်ကပေါ့နော်ဟိုမြကြီးနားတနိုင်းစပြီးဟောပြောပွဲကိုရောက်တော့မြကြီးနားကနေပြီးတနိုင်းဟိုချင်းတွင်းမြရဲ့အစပေါ့တနိုင်းခဆိုတဲ့မြဖျားအစကိုကျွန်တော်တို့သွားတနိုင်းကိုဟောပြီးတော့ရှင်ပွေရံကိုကျွန်တော်တို့လိုက်ပို့ကျွန်တော်တို့ကားလေးမောင်းသွားတော့ကားလမ်းဘေးမှာစာတင်ချောင်းလေးတစ်ချောင်းတွေ့တော့ကျွန်မစိတ်ဝင်စားပြီးကားကိုရက်ခိုင်းလိုက်အဲ့ဒီဟာလီဆူးတွေနေတဲ့ရွာလေးပေါ့စာတင်ချောင်းလေးကဝက်ကတ်ကိုခင်းထားတယ်ဝါကျန်းနေပေါ့နော်နောက်အကာမရှိဘူးဒီခါလောက်အကာလေးတွေနဲ့အပေါ်ကအမိုးတွေလည်းဖျို့ဖျဲတွေနဲ့ကြောက်တင်မုန်းတွေကလည်းဖြူးလို့အောက်ကိုထိုင်ပြီးသိနေကြတဲ့လီဆူးလေးတွေဆရာမတွေကလည်းဗမာစကားပြောတတ်တဲ့လီဆူးတိုင်းရင်သူလေးတွေသူတို့စာသိနေတာတော့ဖတ်စာအုပ်ထဲကဗမာစာတွေပဲဒါပေမဲ့ကျမတို့စကားသွားပြောတဲ့အခါကျမတို့စကားတစ်လုံးမှပြန်မပြောဘူးသူတို့ဗမာစကားမပြောတတ်ဘူးဘလို့အံ့ဩစရာကောင်းလဲဗမာစာကိုသိနေပြီးဗမာစကားမပြောတတ်ကျမတို့ဆက်သွားတဲ့အခါအဲ့တက်ဆီကန်ဆိုတဲ့ရွာလေးကိုရောက်လမ်းပေါ်ကနေလှမ်းကြည့်လိုက်တဲ့အခါလိမ္မော်ဘေးမှာလိမ္မော်သီးတွေဝင်းထိန်ကျမလည်းကိုယ်နဲ့တခါမှလိမ္မော်သီးခုမစားဘူးတော့ခုစားကြလိုက်တာဒီလိမ္မော်သီးကိုဆိုတော့အဲ့ဒီရွာလေးတွေကိုကျမတို့ဝင်သွားကြတာပေါ့ကားကိုလမ်းထိပ်မှာရက်ပြီးဝင်သွားအဲ့ဒီရွာထဲမှာလူတစ်ယောက်မှမတွေ့ရကြောက်တုံးလေးတွေစီပြီးခင်းထားတဲ့တစ်သားခရစ်ယာန်ဖျားရှိခိုးကြောင်းလေးတစ်ကြောင်းမတွေ့ရကျမလည်းလိမ္မော်သီးတွေဒီတိုင်းဝင်ခူးတောင်ရတယ်တရွာလုံးကျမပတ်ပြီးလူရှာတော့အိမ်တအိမ်မှာလီဆူအဖိုးကြီးတယောက်ကအိမ်ရှိမှနေစာလှုံရင်းထိုင်းနေတာကိုတွေ့ရကျမလည်းဝင်တာသွားတာပေါ့ဝင်သွားပြီးတော့လိမ္မော်ပင်လေးကိုလက်ညှိုးထိုးပြပြီးကျမလိမ္မော်သီးဝယ်ခြင်းလို့ပါအဖိုးပြောတဲ့အခါသူကလည်းဗမာစကားမပြောတတ်ကျ
ကျမလိမ္မော်ဘီကိုထိုးပြတယ်သူနဲ့ကျမနဲ့ကိုဟန်လက်ချီဟန်နေနဲ့ပေါ့ body link ကိုပေါ့ကိုဟန်လက်ဟန်နေနဲ့ပဲပြနေရခုပါတဲ့ကြိုက်တဲ့လောက်ခုပါဆိုပြီးလူတောင်းကြီးကျမကိုထိုးပြီးကျမတို့အဖွဲတွေကလည်းခုဆိုတာခိုးတာပေါ့လိမ္မော်သီးတွေတခါတည်းပင်မှာမှဲ့ဝင်အောက်မှာဆိုရင်လည်းလိမ္မော်သီးတွေအတုံးယုံပဲအားရပါရခိုးလိုက်ကြတာတောင်းကြီးနဲ့တလုံးရတော့ကျမဒီစုအဖိုးမေးတာပေါ့အဖိုးဘယ်လောက်ပေးရမလဲပေါ့သူကလက်ညှိုးတစ်ချောင်းထောင်ပြအိုး1000နဲ့ချီစမ်းမောင်တန်လိုက်တာတောင်းကြီးနဲ့တလုံးမှာ1000ကျမတို့မြို့တွေမှာဝယ်စားနေတဲ့ထောင်မို့4လုံးလို့5လုံးလို့ချီစမ်းမောင်1000လုံးမှာ1000တန်လိုက်တာဟဲ့ကျမ1000နဲ့လေး10ရွက်အဖိုးကိုပေးလိုက်အဲ့ဒီခါမှာအဖိုးက1000နဲ့လေး1ရွက်ပဲယူပြီး9ရွက်ကိုကျမပြန်ပေးတယ်ချီစမ်းမောင်အဲ့ဒီလိမ္မော်သီး1000လုံးမှာအဲ့ဒီလီဆူကြီးက1000ပဲရတယ်လားလိမ္မော်သီးတွေဆိုတာအောက်မှာအလဟတာဖြစ်နေတယ်တပုံကြီးပဲကျမခေါင်းထဲကိုရောက်မိတာကျမတို့တိုင်းရင်းသားတွေရှိတဲ့အဲ့ဒီလိုနေရာဒေသတွေမှာဤပညာတွေသုံးပြီးတိုင်းရင်းသားတွေရဲ့စာဝတ်နေရေးဖွံ့ဖြိုးမှုကိုဘာကြောင့်ပြုလုပ်မပေးနိုင်တာလဲဘာကြောင့်ပြစ်ထားသလဲဒါကိုလည်းကျမအတွေးရောက်ရပါတယ်နမ်ဆန်ပလောင်တောင်ရိုးကိုရောက်တော့လေဒီလိုပါပဲလမ်းမဆက်သွယ်ရေးတော်တော်ခဲရင်တာကိုပလောင်တွေကပြောကြတယ်ကျမတို့ကျွန်တော်တို့ကတဲ့ဆမ်းမထွက်ဘူးလက်ဖက်ပဲထွက်တယ်အဲ့ဒီလမ်းပြက်ပြီဆိုတာနဲ့ကျွန်တော်တို့ပလောင်နေထမင်းငတ်တာပဲဆမ်းဆိုတာမမြင်ဘူးတော့တောတဲ့တောင်ထဲမှာတစ်ဦးတစ်ဖူတွေကိုတွားပြီးတူးစားရတယ်ဘဝတွေထမင်းမစားဘူးအရေးအခင်းတော့ကကျွန်တော်တို့ပလောင်နေတဲ့မှာထမင်းမစားလို့ငတ်တည်တဲ့သူတွေတောင်ရှိပါတယ်ဒါတွေကိုလည်းကျမတို့ကြားခဲ့ရကျမစိတ်မကောင်းဖြစ်ရတာပေါ့နော်ကျမပြောချင်တာကတော့ကျမတို့တိုင်းပြည်ကချမ်းသာပြီးတော့လူမျိုးတွေကဆင်းရဲလိုက်ကြတာကျမတို့လူထုမှာချမ်းသာအောင်လုပ်ဖို့ဘာလက်နက်မှမရှိပါဘူးဘာလက်နက်အတူတစ်ချောင်းတောင်မရှိဒါပေမဲ့ကျမတို့လူထုမှာမေတ္တာလက်နက်ရှိတယ်နော်မေတ္တာဒီဟူသောလက်နက်ကျမတို့လူထုမှာပိုင်ဆိုင်တယ်နိညာမညတာဒုက္ခမစ္စယသူတစ်ပါးကိုဆင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေနော်အဲ့တော့ကျမတို့မေတ္တာပို့တဲ့အထဲမှာပါတယ်ဒါကြောင့်မလို့ကျမတို့ကလည်းကျမတို့တိုင်းပြည်ကြီးကိုခုနပြောသလိုဆင်းရဲအောင်လုပ်သွားတဲ့မေတ္တာရှင်ကြီးများကိုလည်းကျမတို့ကမေတ္တာနာနာပို့ကြတာပေါ့ရှင်ဆင်းရဲခတ်တဲ့ငြိမ်းကြပါစေကျမတို့ရှေ့ကလေးကကျမတို့ဗမာတွေကိုကြည့်လိုက်ကျမတို့ဗမာတွေအင်ကြီးမပါဘူးအင်ကြီးတောင်မဝတ်နိုင်တဲ့ဗမာတွေအများကြီးပဲဒီကြားထဲမှာကျုံဘဝနဲ့နှစ်ပေါင်း100ကျော်စဉ်းစားမြကြည့်ပါတွေးတောင်မကြည့်ဘူးနော်ရှင်ဘုရင်မင်းများလက်ထက်တုန်းကရှင်ဘုရင်ကမလီတက်ဦးဆံပိုင်နဲ့အသက်ကိုဆံဦးဆံပြားကိုပါပိုင်နေတဲ့တက်ဦးဆံပိုင်ဗရိတရရဲ့ဓာမို့အုပ်ချုပ်မှုအောက်မှာကျမတို့လူမျိုးတွေကပြားပြားဝတ်နေကြရတယ်ရှင်ဘုရင်ရွှေတွင်းငွေတွင်းဗဒမြားတွင်းကထွက်သမျှကိုဆယ်ဖို့တဖို့ရတယ်ကျန်တဲ့ကိုးဖို့ကကျန်တဲ့တိုင်းသူပြည်သားတွေခွဲ3ညပေါ့တစ်အချိုတန်း60စဉ်းစားတာကြည့်ကြပါတော့တဖို့အချိုတန်း60ဒီဘက်ကကျမတော့တဖို့တောင်ကမယ်မထင်ပါဘူးနော်အဲ့ဒီလိုပေါ့ရှင်ဘုရင်ဘာမှမလုပ်ဘဲနားတော်တဲ့ငုတ်တုတ်ထိုင်းနေရင်နေပြီးတော့ရွှေတွင်းငွေတွင်းဗရမ ्या တွင်းနေပိုင်တယ်ကျမတို့လူထုကဘာဖြစ်နေလဲဝင်းကြီးဝင်ကလေးတိုင်းသူမူကြီးမတ်ရသေနာပရိတွေအတွက်လာကရိတ်ခတော်အပြစ်ဘာနာတိုက်ထဲမှာကြီးတော်ကြီးနဲ့ခတ်အပြစ်ခတ်ထားတယ်မူကြီးမတ်ရသေနာပရိတွေမပူနဲ့လာကရိတ်ခတော်အပြစ်ကြီးတော်နဲ့ခတ်ထားတဲ့အချိန်မှာကျမတို့လူမျိုးတွေထင်းခွေစားရတာနှစ်ဖူးအချွေချီမကြောင်လောက်ကင်စားတောင်းရတဲ့ဘဝတွေနဲ့ကျမတို့ပရိသတိခေတ်ကိုဖြတ်တန်းခဲ့ရကျမတို့တီဘောမင်းပါတော်မူသွားတယ်1948ခုနှစ်မှာကိုလိုနီအင်္ဂလိပ်အစိုးရတက်လာတယ်ဘိုးတောင်ဆိုးသွားတယ်နော်ဂျုံဘဝရောက်တော့သူများတိုင်းပြည်လာပြီးအုပ်ချုပ်တဲ့သူကိုတခင်းလို့ခေါ်ပြီးကိုတိုင်းပြည်တဲ့နေကိုနေပြီးကိုကကျွန်တော်တို့ကဂျုံမှာဆိုတဲ့ဘဝနဲ့နေခဲ့ရတာနည်းနည်းနော်နှစ်မဟုတ်ဘူးနှစ်ပေါင်း100ကျော်တယ်ကျန်းဖာများဂုံယူခြင်းရင်ပေါ့လေနော်ဒီကြားထဲမှာဂျပန်က3နှစ်ဝင်ပြီးအစ်စ်ထည့်သွားလိုက်သေးဂျပန်က3နှစ်အုပ်ချုပ်တယ်ဂျပန်အုပ်ချုပ်ပြီးတော့ကျမတို့ဘိုးကျော်အောင်ဆန်းတဲ့တကွမျိုးချစ်ပုဂ္ဂိုလ်များအသက်သွေးချွေးရင်းနှီးပေးဆက်ပြီးကျမတို့နိုင်ငံကိုလွတ်လပ်ရေးရအောင်ယူခဲ့1948ခုနှစ်မှာကျမတို့လွတ်လပ်ရေးရပြီ
ကိုလက်တွေရောက်မှပိုဆိုးတော့တာပါပဲကျမတို့လူမျိုးများနော်ကိုလက်တွေရောက်မှသူတစ်ပါးအုပ်ချုပ်နေတော့ကတယောက်နဲ့တယောက်စီးလုံးညီညွတ်ခဲ့ကြတဲ့မျိုးချစ်တွေဟာကိုလက်ထဲရောက်ခါမှစိတ်ဝမ်းနေကွေးကြတော့တာပဲကွဲလိုက်ကြတာနော်ပါထဆာဆိုရတဲ့ပမညတ်တာကွန်မြူနစ်တောင်အဖြူတဲ့အနီတဲ့ရဲဘော်တောင်မှရဲဘော်ပြူရဲဘော်ပါကွဲလိုက်ကြတာတယောက်ကိုတယောက်အဖြစ်တည်တယောက်ကိုတယောက်ပုတ်ခတ်ပြီးရစစ်တွေဖြစ်နော်တက်လာတဲ့အစိုးရတိုင်းပြည်အတွက်ဘာမှမလုပ်လိုက်ရသေးဘူးစစ်တပ်ကအာဏာဝင်သိမ်းသွားတယ်1962ဒေါ်လာရေးကောင်စီခေတ်နောက်တော့မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ဆိုပြီးတော့နာမည်ပြောင်းလိုက်တယ်ကျမတို့ခေတ်ပေါ့နော်ကျမ1962ခုဘွားပါကျမတို့ခေတ်တုန်းကလည်းအမလီဒေသလူငယ်ရှေ့ဆောင်လူငယ်လမ်းစဉ်လူငယ်တက္ကသိုလ်မှာနိုင်ငံရေးသိပ္ပံဆိုပြီး PS Political Science ဆိုပြီးသင်ရတယ်ဘဝဟူသည်သဘောတရားရှေ့ဆောင်မီးရှူးရောင်တို့ဘာညာနဲ့နော်အောချက်လိုက်ရတာပြီးတော့ဘာမှလည်းမဟုတ်နော်ပညာမဟုတ်တာတွေကိုကျမတို့သင်ပေးခဲ့ဒါပေမဲ့လို့ကျမတို့အဲ့ဒီခေတ်ကကျမတို့နိုင်ငံဂုံရောင်ပြောင်ခဲ့ပါတယ်ကဘာကတောင်အတိမတ်ပြုရတယ်ဘလို့အတိမတ်ပြုတယ်လဲကဘာအဆင်းရဲဆုံးနိုင်ငံဖြစ်သွားတော့တာပါပဲကဘာအဆင်းရဲဆုံးနိုင်ငံမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ဖြစ်သွားလိုက်တာအဲ့ဒီကမ္ဘာအစည်းအဆုံးနိုင်ငံဖြစ်သွားလို့88အရေးတော်ပုံကြီးပေါ်လာတယ်ဒီနေ့အသက်30ထိလူငယ်တွေကောင်းကောင်းကြီးကြုံလိုက်လိမ့်မယ်နော်ကောင်းကောင်းကြီးနားလည်လိုက်လိမ့်မယ်အင်မတန်ကြောက်စရာကောင်းတဲ့မင်းမဲ့ဇယိုက်တွေနဲ့88အရေးတော်ပုံကြီးဖြစ်ခဲ့တယ်နော်နောက်တိုင်းပြည်ကမငြိမ်မသက်တွေဖြစ်လာတော့ထုံးစံတိုင်းစစ်တပ်ကအာဏာဝင်သိမ်းတယ်ပေါ့ခဏရဲ့လို့ဝင်သိမ်းလိုက်တာစစ်တပ်ကလည်း22နှစ်ကြာသွားခဲ့တယ်တိုင်းပြည်ကတော့ဒုံရင်ပါပဲရှိတဲ့တရားစာတာပဲ့ပါသွားတာတောင်ပူသေးတယ်နော်ဒီကနေ့ခေတ်တော့2010ခုနှစ်မှာရွေးကောက်ပွဲလုပ်ပြီးပါတီစုံဒီမိုကရေစီအစိုးရတစ်ဆိုပြီးတက်လာခဲ့ပြီလူတွေကတော့သိမလာပါဘူးရှင်အပြင်းအစင်တွေကလည်းထိုနည်း၎င်းပါပဲမကြခင်မှာ2015ရွေးကောက်ပွဲကြီးကျင်းပတော့မယ်နော်ကျင်းပလိမ့်မယ်လို့ကျမတို့မျှော်လင့်ရတာပါပဲနော်အဲ့တော့တွက်ကြည့်လိုက်လို့ရှင်တိုင်းပြည်လွတ်လပ်ရေးရပြီးနှစ်ပေါင်း80နီးပါးရှိတဲ့အထိတိုင်းပြည်ဖွံ့ဖြိုးအောင်လုပ်နိုင်တဲ့အစိုးရပေါ်ပေါက်မလာသေးတာကလည်းကျမတို့နိုင်ငံရဲ့ကံကြမ္မာပါပဲကျမတို့လည်းကိုယ့်အသက်အရွယ်နဲ့အမျှပါပဲနော်ဘယ်လိုဖြစ်နေလဲဆိုတော့ကျမတို့တိုင်းပြည်ကကျမတို့လူငယ်တွေဟာဂျပန်ခေတ်တော့လိုင်းတူလေရီယိုဖမ်းတယ်လို့ပေါ့နော်လိုင်းတူပဲမိတယ်ဂျပန်သူ့ရဲ့စစ်သတင်းတွေသူ့ရဲ့ဝါဒဖြန့်မှုတွေကိုဖမ်းလို့ရတဲ့လိုင်းတူရေဒီယိုပဲကင်ခွင့်ပြုတယ်တခြားကမ္ဘာနိုင်ငံအသီးသီးကဖမ်းလို့ရတဲ့လိုင်းရှိနော်လိုင်းပေါင်းစုံပါတဲ့ရေဒီယိုတွေ့ရင်ဂျပန်ကဖမ်းတယ်ကျမတို့တိုင်းပြည်ကလည်းလိုင်းတူနဲ့ပဲမိနေခဲ့တဲ့နှစ်ပေါင်းအများကြီးကြာခဲ့ပါပြီကျမတို့လူငယ်တွေဟာရှေ့ကိုရောက်ချင်ကြပြီဒီကနေ့အင်တာနက်ခေတ် globalization ခေတ်မှာကျမတို့လူငယ်တွေဟာမြင်းကောင်းနေလို့ပြေးချင်ကြပြီမြင်းကောင်းများဟာဝန်းကကျွတ်လိုက်တာနဲ့တပြိုင်တည်းထပြေးတယ်ကဘာမြေပေါ်မှာငါပြေးစရာမြေမရှိပါအောင်မလားဆိုရဲစိုးရိမ်စိတ်နဲ့ပြေးတော့တာခရီးရောက်တော့ပတ်ပါနော်ရောက်တော့ပြေးတယ်ကျမတို့လူငယ်တွေမညံ့ပါဘူးနော်ကျမတို့လူငယ်တွေကမြင်းကောင်းများလို့ပြေးချင်နေပြီဒါပေမဲ့လို့မြင်းကြိုးတွေလိုပဲမြင်းဆောင်ထဲမှာအချီခံထားတာလဲကြာပါပြီရှင်အဲ့တော့ကျမတို့လူငယ်တွေမှမတိုးတက်ဘူးဆိုရင်တိုက်ပြည်ဘယ်နဲ့လို့တိုးတက်မှာတော့เนาะအခြေခံဥပဒေပြင်ဆင်ရေးတဲ့ PR စနစ်တဲ့ Federal မူတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတဲ့ကျမတို့တိုင်းပြည်ကဒီခါတဲ့အတန်နေညမ်းနေတာပြည်သူလူထုကတော့နားမလဲရှာကြပါဘူးများသောအားဖြင့်ဆင်းရဲသားလူဒန်းစားပြည်သူလူထုတွေနားမလဲဘူးပါတီလူကြီးတယောက်ကပြောတယ်ကျမတလုံးကဖတ်လိုက်ရတယ်နော်အခြေခံဥပဒေပြင်ဆင်ရေးပြောနေအောင်ကလူထုတွေကဒီဥပဒေကိုမဖတ်ပါဘူးတဲ့နားမလဲပါဘူးတဲ့သူပြောတာဟုတ်ချင်လဲဟုတ်မှာပေါ့ကျမတို့လူထုဆင်းရဲသားလူဒန်းစားတွေဟာအဲ့ဒီအခြေခံဥပဒေဆိုတာကိုတော့လုံးစီပတ်စီနားလဲခြင်းမှလဲမှာပေါ့ဒါပေမဲ့တိုင်းပြည်ဆင်းရဲနေတာကိုတော့သူတို့သိကြပါတယ်ရှင်တိုင်းပြည်ဆင်းရဲတာကိုသိကြပါတယ်ကောင်းလာနုံပေါ့နော်ကျမတို့ကလည်းမျှော်ကိုးခဲ့ရတာကြာပြီကျမတို့တိုင်းပြည်ကလည်းကမောက်ကမတွေကများခဲ့တာဘူးနော်ကမောက်ကမတွေဆိုလို့ပြောရအောင်မယ်ကျမတခြားသူအတင်းမပြောပါဘူး
နော်သူများမကောင်းကြောင်းလည်းမပြောချင်ပါဘူးဒါပေမဲ့ကိုအမျိုးတင်တော့ကျမကိုပြောရအောင်မယ်နော်ကမောက်ကမတွေလည်းရင်ဆိုင်ခဲ့ရတာကျမကြီးတော့ကျမရွာကိုထူးပြီးမိတ်ဆက်ဆရာမလိုပါဘူးနော်ကျမမြင်းကြံမြောက်လက်ကအညာကျေးတော်သူပါကျမကြီးတော့အေးမတော်သူကြီးဆင်းရဲသူမကြီးပေါ့ကမောက်ကမဖြစ်ခဲ့ရပုံလေးကျမပြန်ပြီးဖောက်တယ်ချအောင်တော်သူတောင်းသားတွေဆိုတော့အတန်းပညာဘာမှသင်ခဲ့တာမဟုတ်ဆရာတော်ဘုန်းကြီးကျောင်းကသင်ပေးလိုက်တဲ့ပညာလေးလောက်နဲ့ပဲဘဝလုတ်ပြီးနေခဲ့ရတာဟုတ်အဲ့ဒီလိုတော်သူတောင်းသားတွေထဲမှာကမောက်ကမတွေထဲမှာကျမကြီးပြင်းခဲ့ရတယ်တော်သူတောင်းသားတွေပြီးဘဝတွေကလည်းကပောက်တီကပောက်ထိုးတွေပေါ့နော်ကျမတို့ရွာမှာစံပဆိုတာရှိတယ်ကျမကိုဝန်းကွဲတော်ပါတယ်စံပငယ်စဉ်တောင်ချင်းနဲ့မိဘနှစ်ပါးဆုံးပါသွားတော့ဆွေမျိုးတွေကဆရာတော်ကြောင့်မှရှင်ပြုတ်ပေးပြီးတော့ကိုရင်လေးဝစ်ပေးထားဒါပေမဲ့အချိန်တန်အရွယ်ရောက်တော့စံပကိုရင်ဝစ်နဲ့မနေချင်တော့ဘူးလူထွက်လာပြီးတော့ကိုပေတိုးအိမ်မှာစရင်ငါးဝင်လောက်တာပေါ့စရင်ငါးဝင်လောက်ကိုပေတိုးကကျမတို့ရွာသားမဟုတ်ကျမတို့ရွာသူနဲ့အိမ်အောင်ကြပြီးတော့ကျမတို့ရွာမှာလားနေတဲ့တရွာသားပေါ့စံပကိုပေတိုးအိမ်မှာစရင်ငါးဝင်လို့တော့တနေ့မှထင်းပေါက်တာပေါက်စိန်နဲ့နော်ပစိန်နဲ့ထင်းပေါက်တော့ပစိန်သွားကျွတ်ပြီးခြိတိုင်းမှာခြိထားတဲ့နွားလေးပေါင်မှန်ပြီးနွားလေးကပေါင်ပြဲပြီးသွေးတွေကိုရဲကနေဖြာဆင်းကိုပြတို့ကအဲ့ဒီနွားလေးကိုတိတ်ချစ်တာမွေးကနေကနွားလေးကဖြူဖြူဆွတ်ဆွတ်ကလေးမွေးလာတော့မဆဘဲလို့နာမည်ပေးထားမဆဘဲလေးပေါင်ပြဲသွားတာမြင်တော့ကိုပေတို့ကထတယ်ပြီးကိုစံပရဲ့မျက်နှာကိုလက်သီးနဲ့ဒိုင်းဆိုထိုးချလိုက်တော့စံပမျက်လုံးကိုလက်ဝါးနဲ့အုပ်ပြီးတော့အောင်မလေးပြဆိုဖင်ထိုင်ရဲ့လဲသွားအဲ့ဒါကိုဘူးမသိဘာမသိနဲ့နော်ရှေ့ရပြဿနာဘာမှမသိဘူးကျမကြီးတော်ကမြောက်ရက်ကနေတောင်ရက်ကိုအလဲထွက်လာတာခုံမနဲ့ရှတ်တိုက်ပြီးတော့လက်ထွက်လာပြီးတော့ကျတော့စံပကိုပေတို့ကထိုးလိုက်တာစံပဖင်ထိုင်ရဲ့လဲသွားတာလည်းမြင်ရောဆင်းရဲသူဆင်းရဲသားမတရားလုပ်ရပါမလားဘယ်နဲ့တော့တရွာသားကလာပြီးအနိုင်ကျင့်လို့ရွာထဲကရှိသမျှမိန်းမတွေဟစ်အော်ခေါ်တော့ကျမအမတွေလည်းဘာမှမသိဘူးနော်ကြီးတော့အိမ်မှာခေါ်တာနဲ့ပဲပြေးထွက်လာပြီးကိုပေတိုးဝိုင်းရိုက်ကြကိုပေတိုးလည်းခေါင်းကိုသွေးတွေကိုရဲလို့ကိုပေတိုးကဒဏ်ရာတလောက်မဟုတ်ဘူးမိမတွေဝိုင်းရိုက်လို့သွေးတွေထွက်ရတယ်ပေတိုးရှုံးရတယ်ဆိုတာမဖြစ်မခံချင်တော့မြင်းကြံတရားရုံတက်ပြီးတော့တရားဆွဲတော့အဲ့ဒီတော့ကကျမကြီးတော်တွေကျမအမတွေမြို့တောင်တစ်ခေါက်ရောက်ကိုမလွယ်ဘူးကျမတို့ရွာနဲ့မြင်းကြံနဲ့9တိုင်ဝေးတယ်နော်9တိုင်ဆိုတော့မိုင်အားဖြင့်14မိုင်ပေါ့အဲ့ဒီမှာတရားရုံးကတရားစွဲတယ်ဆိုတော့ဥပဒေအရမလာလို့ကမဖြစ်တော့ဘူးမြို့ကိုသွားရမြို့ရောက်သွားတော့တရားရုံးကိုသွားထုံးစံတိုင်းပေါ့အမှုပွဲစားနဲ့စတူးအမှုပွဲစားကကျမကြီးတော်ပြောတယ်ကြီးတော်ဒီတိုင်းနေလို့မရဘူးကြီးတော်ရဲ့ရှေ့နေငှားရလိုက်မယ်အလို့တော့ပေတော့ငါတို့ဝိုင်းရိုက်တော့ကဒီအနားမှာမရှိပဲနဲ့ဘယ်နဲ့ကြောင့်တို့ကသူ့ပတ်စံပေးငါမှာတော့ကွမဟုတ်ဘူးလေကြီးတော်ရဲ့တရားသူကြီးရှေ့ကြတော့ तू ကမှချက်နဲ့လက်နဲ့ပြောနိုင်တာကြီးတော်တို့ကိုစား तू ကပြောပေးမှာနေစားမအောင်ကွမင်းတို့တရားသူကြီးကဗမာမဟုတ်လို့လားဗမာပေါ်ကြီးတော်ရဲ့ဗမာချင်းဖြစ်ကွယ်လူငါပြောနေစရာမလိုပါဘူးငါပါစတဲ့ငါပြောမှာပေါ့ကြီးတော်နဲ့တော့ခက်နေပါပြီကြီးတော်တို့ကကိုပေတို့ကိုရိုက်ထားတဲ့သူတွေလေကြီးတော်တို့ကမရိုက်ပါဘူးဆိုတာကိုရှေ့ကနေပြီးကာကွယ်ပြီးပြောရမှာကြီးတော်တို့မရိုက်ပါဘူးလို့ तू ကလိန်ပြောရမှာမင်းကလည်းကွယ်တို့ရိုက်တာတရွာလုံးမြင်နေတဲ့ဥစ္စာကိုဘယ်နဲ့လို့ကွယ်မလို့ဟောငါရောက်မှတုံးတီကခါခွာစီးတော်ဘူးလို့မဆိုပြီးဆောက်ဆွဲတော်ငါဆိုတာမင်းစီးထားတဲ့ခုံမနဲ့ချွတ်ပြီးရိုက်တာဘယ်နဲ့ချက်ပန်းတောင်မသိဘူးတဲ့ဟာကြီးတော့အဲ့အမှန်နဲ့သွားမပြောနဲ့လေကြီးတော့ဒုက္ခရောက်သွားမှာပေါ့။အော်တရားရုံးဆိုတာအမှန်မပြောရဘူးလားကွ။ကြီးတော့လည်းမှန်တာရောမမှန်တာရောဒီလိုပြောနေကြတာပဲ။ဒါပေမဲ့ကြီးတော့ဘာမှတလဲကြီးတော့တို့ကတရခံနော်ရှင်းနေမငှားရင်ဟိုဘက်ကတစ်ဖက်ရှင်းနေရခုခံသွားရင်ကြီးတော့တို့ထောင်ကျသွားလိမ့်မယ်။ထောင်နဲ့6လိုက်တော့ကျမကြီးတော့လည်းကြောက်သွားပြီးတော့ပါလာတဲ့ပတ်စံလေးချွေးကန်နဲ့ထုတ်ပြီးတော့ရှင်းနေ900ရှာမှုပွဲစားတဆင့်တက်လာကြီးတော့ရှင်းနေ9ရုံနဲ့မပြီးသေးဘူးတရားသူကြီးကိုရေလောင်းလာအောင်မယ်ကြီးတော်ရဲ့ဟ
မင်းကလည်းကွယ်တကြံမဟုတ်ခါမဟုတ်တရားသူကြီးရေးနဲ့သွားလောင်လို့ငါတမှုကနှစ်မှုတိုးနေပါဦးကွယ်ရှေ့ရအမှုမှာမပြတ်လို့စိတ်ညစ်ရတဲ့ထဲမင်းကလည်းတမျိုးကြီးတော်နဲ့တော့ခက်တော့တာပဲရေလောင်းနေဆိုတာလာကျွန်တော်ပြောပြမယ်ဆိုရုံးတောင်ကိုခေါ်သွားပြီးကျမကြီးတော်ကိုတိုးလေးပြောလိုက်တာဘာပြောလိုက်တော့မသိဘူးကျမကြီးတော်လည်းတရားသူကြီးရေးထလောင်းရတော့တာပါပဲနော်ဘယ်နှပုံးလောင်းလိုက်ရတယ်တော့မသိဘူးပေါ့တကယ်အမှုရင်ဆိုင်ရမယ့်နေ့ကိုရောက်လာတဲ့ခါကျတော့ကျမကြီးတော်တောသူတောင်သားပြီးအင်မတန်ကြောက်တာဘူးနော်ရုံးတော်ထဲမှာထိုင်းနေရင်ကနေကလထိုင်မှာထိုင်းနေရင်အသားဆတ်ဆတ်တုံရှေ့ရမဘူးတို့မဝဲစိန်တို့မတုံးတီတို့စစ်နေတဲ့အချိန်ခါမှာကျမကြီးတော်ကတုံးနေပြီတခြားဟာကိုကြောက်တာမဟုတ်ကျမကြီးတော်ကြမ်းကျင်ရမယ်ဆိုတာကိုကြောက်ကြမ်းတုပ်ကြီးကိုကိုင်းပြီးကြမ်းကျင်ရမယ်ဆိုတာကြီးကိုကြောက်တာပေါ့နော်ကျိန်စာထိမယ်ငါဘာပြောမှသွားမလဲဒီလိုတွေးပြီးပူတာပေါ့မဘူးတို့အားပေးတယ်မအေးမတော့ဘာမှကြောက်စရာမလိုဘူးနော်ကျန်းတုပ်ကို तू ကပေးရင်ကိုကအသာလေးကင်လိုက်ရုံပဲရှေ့က तू ဆိုတဲ့အတိုင်းကိုကအသာလေးလိုက်ဆိုရုံပဲတော့ဘာမှမကြောက်နဲ့အဲ့ဒီမှာရုံးကလှမ်းခေါ်ကျမကြီးတော့အလှည့်ရောက်လာပြီလေတော့အေးမဆိုထပါတယ် तू ကဒါပေမဲ့ကလထိုင်က तू ကတော့ထနာပဲကြွားလို့ကိုမရနော်ကုန်းကုန်းပြီးထနာဘလို့မှထမရတော့မဝဲစိန်တို့နှစ်ယောက်ကဒါတယောက်တစ်ဖက်ချိုင်းကနေမပြီးတော့တရားသူကြီးရှေ့ကိုဆွဲခေါ်သွားခုံမနဲ့တရွတ်ဆွဲပြီးပါသွားရှေ့ရောက်တော့ယုံမရကျန်းတုပ်ကိုထိုးပြီးတော့ကြိုက်ပါတယ်ကျမကြီးတော်လည်းကျန်းတုပ်ကိုလှမ်းဆွဲယုံမရတိုင်ပေးတာပေါ့နော်ယုံမရနေပြီးတော့ဂိုင်းကြီးတော်ကျွန်တော်ဆိုတာလိုက်ဆိုပါတယ်ကျမကြီးတော်လည်းဂိုင်းကြီးတော်ကျွန်တော်ဆိုတာလိုက်ဆိုမဟုတ်သေးဘူးလေကြီးတော်ရဲ့မဟုတ်သေးဘူးလေကြီးတော်ရဲ့နေအောင်ကျွန်တော်ဆိုမဆိုနေအောင်ကျွန်တော်ဆိုမဆိုရုံမရတခွန်းကျမကြီးတော်တခွန်းရုံမရတခွန်းကျမကြီးတော်တခွန်းနဲ့ဘလို့မှကြမရနော်ကြီးတော်ကကြောက်ပြီးတော့တုံတော့ကြီးတော်ကတုံတော့ကျန်းတုပ်ကြီးကပါတုံတယ်ကျန်းတုပ်ကြီးတုံတော့ဟိုဘက်ကရုံမရပါလိုက်တုံရှေ့မှာနော်တရားသူကြီးကအခြေအနေမဟာမှန်းသိတော့အနာချထားတဲ့တူနဲ့စပွဲကိုထုလိုက်တယ်ဒုံထုလိုက်တာနော်ထုပြီးတတိပေးတာပေါ့အဲ့ဒီကျမပို့ဆိုးတော့တာကျမကြီးတော့လန့်ဖြန့်ပြီးတော့မယိုသေးစီကယုံတော်ရှေ့မှာပဲအများပါချတေးစီချောင်းကြီးကိုပေါ့နော်ဒါတကယ်ဖြစ်ပျက်ခဲ့တာကျမအညာသူညာသားကျမဆွေမျိုးများထဲမှာလည်းကျမထည့်ပြီးရေးထားတရားသူကြီးကဲဒီအမှုကိုနောက်တစ်ပတ်ရွှေ့လိုက်တော့ကွာဆိုပြီးတော့အထဲဝင်သွားနောက်တစ်ပတ်ရွှေ့လိုက်တယ်ဆိုတော့ကျမကြီးတော့လည်းရွာပြားလာတာပေါ့ဟိုတုန်းကကျမတို့ရွာထဲမှာခစ်ကမမီဘူးတရေအိတ်တို့နော်ဒီလိုအိတ်တွေတုံးကကောင်းမှလည်းမသိဘူးလက်ဆွဲချင်းလည်းမတုံးတောင်းမှုပဲအသုံးပြုတယ်နော်တောင်းကဝင်စီတယ်လေအကုန်ထည့်တာပဲထမင်းအိုတောင်းဟင်းအိုတောင်းအဝတ်အစားဝဲလာသမျှပစ္စည်းအကုန်လုံးတောင်းနဲ့ထည့်ပြီးရွတ်တဲ့ဒလိပေါ့အဲ့ဒီ14မိုင်အဝေးကိုတရားရုံးကနေကျမကြီးတော့အဲ့တောင်းကြီးရွက်ပြီးတော့ဂဇင်းစုံတွေပေါ်မှာဇက်တောက်နဲ့ရွာပြန်ချရွာရောက်တော့လည်းပြဿနာမပြီးသေးဘူးအဲ့ဒီတောင်းကိုသွန်းချလိုက်တဲ့အခါတောင်းထဲကကျန်းတုပ်ကြီးထွက်ကြလာနော်ရောင်ပြီးကောက်ထည့်လာတာနော်ကျန်းတုပ်ကြီးလည်းမြင်လိုက်တော့ကျမကြီးတော့ငယ်တိတ်ငွေပေါက်တနာအောင်မယ်အောင်မလေးတော့ဆိုပြီးခုံပြီးတော့ရွာတဲ့ကဲကြပါအောင်ယူကြပါအောင်လည်းလို့ရွာဝိုင်းလာတာပေါ့မြို့ကတရားရုံးကကျန်းတုပ်ကြီးပါလာလို့ဆိုကျမတို့တရွာလုံးလာကြည့်တာဝိုင်းကြီးနဲ့အပြည့်ပဲကျန်းတုပ်ကြီးကအဲ့ဒီကုတ်ပြစ်ပေါ်မှာဒီတိုင်းကြီးပဲနောက်တကြီးကအတန်ကြားတော့ရွာတဲ့ရုပ်စုနဲ့တကြီးကလည်းအတန်ကြားတော့ထွက်လာတာပေါ့နောက်တပည့်တွေနဲ့ထွက်လာပြီးတော့တကြီးကလည်းအဲ့ဒီကျန်းတုပ်ကြီးမကင်ဝင်ဘူးတကြီးကသားမကင်ဝင်တော့မပေါ့နော်ကဲဒီကျန်းတုပ်ကြီးဒီတိုင်းထားလို့တော့မဖြစ်ဘူးရွာတဲ့ရက်ထဲကတော့ကြောက်ကုန်ကြပြီအဲ့တော့တို့ရွာဦးဆရာတော်ကျောင်းကိုသွားထားမှဖြစ်မယ်တပည့်တယောက်ယူခဲ့ခါတဲ့တပည့်တယောက်ကကျန်းတုပ်ကြီးကိုင်းပြီးတကြီးကရှိရနှခမ်းမိုးကြီးနဲ့တခါတဲ့ရွာဦးဆရာတော်ကျောင်းကိုသွားတော့ဆရာတော်ကဆွန်းစားပြီးတဲ့အချိန်နော်ကွန်ဒီစားမလို့ဆိုကွန်ဒီလေးညံ့ကျောင်းပေါက်ဝါကိုရင်လေးတွေကသဲလာလို့ဆရာတော်ကလည်းဒီသတင်းကြားထားပြီးပြီနော်အဲ့ဒီမှာတကြီးတပည့်တွေကျန်းတုပ်ကြီးနဲ့ဝင်လာတာလည်းမြင်ရဆရာတော်ကျောင်းပေါက်ကဗရင်းပေါက်ကနေမတ်တက်ရပြီးဟေးခမရတို့မကောင်းကျောင်းကိုကျုပ်ကျောင်းမယူခဲ့ကြနဲ့ဒါပေမဲ့တကြီးကဆရာတော်ဘယ်နဲ့မကောင်းဘူးပြောတာတော့ရက်ရွေးရွေးနဲ့ဆိုင်းလာပြီဖျားဟောဒီကျန်းတုပ်ကြီးကိုရွာကတော့ဘယ်သူမှမထားဝင်ဘူးအဲ့တော့ဖျားနဲ့တရားနဲ့နေတဲ့ကိုတော့ရှိမှာပဲအပ်ထားမှာဖြစ်မှာ
ရေးရွာရေးပါဖျားလက်ခံပါဖျားမနဲ့ကြရင်တော့တပည့်တော်ကိုယ်တိုင်မြင့်ညံတရားရုံးကိုသွားပြီးပို့ပါမယ်ဖျားဆရာတော်ကလည်းစဉ်းစားတာပေါ့လေရရွေးရွာရေးဟုတ်ပြီသားပဲငါရွာရက်ကလောက်နဲ့စွန်းကုန်းကိုဖုံးပေးရတာပဲကဲဒါဖြစ်လဲထားခဲ့ဆရာတော်ဖျားဇင်ရှိရဖျားစလိုက်ရှိအဲ့ဒီကျမ်းတုပ်ကြီးကိုတင်ထားခိုင်းဖျားစလိုက်ရှိပါတင်ပြီးတကြီးနဲ့တပည့်တွေကပြန်သွားဆရာတော်လည်းတညာလုံးကောင်းကောင်းမကျင်းရရှာဘူးနော်ဒီကျမ်းတုပ်ကြီးရှိမှာဂူတဲ့ကောက်တဲ့နဲ့ပရိတ်ကြီးဆက်တဲ့တုပ်ညာလုံးပေါက်ရွတ်နေရတောသူတောင်သားများကြောက်ပြီးဆိုရင်ဘုန်းကြီးတွေကလည်းကြောက်တာပဲနော်မနဲ့လင်းတော့ညဉ့်ညံတရားရုံးကမင်းစီတဲကလိုက်လာတယ်ဒီကျမ်းတုပ်ကြီးဒီဖွားကြီးလက်ထဲပါသွားတာနေမှာပဲဆိုစပိန်နဲ့လိုက်လာတော့ဟုတ်တယ်တက်ကြမကြမိတာဟောဒီရွာကျမတို့ရွာကကျမ်းတုပ်ကြီးပြန်မိမင်းစီရတခါတည်းစပိန်ကယ်ရီယာနောက်ထိုးပြီးတော့ရွာကစင်းစုံကနေပြီးတော့စပိန်နင်းသွားတော့ကျမကြီးတော့အေးမရွာရိတ်ထိလိုက်ကြည့်ကြည်စမ်းမအောင်တို့သာတရွာလုံးကြောက်နေတာပါဒင်းတို့ကြည့်ရတာကျမ်းတုပ်လည်းကြောက်ပုံမရပါဘူးကြာတော့ကျမနှစ်တည်းကြာတော့ကျမကြီးတော်ကိုမေးကြည့်တယ်ကြီးတော်ရဲ့လို့ကျမမေ့နေလို့ကိုပေတိုးနဲ့ကြီးတော်တို့အမှုကဘလို့ပြီးသွားတာတော့ညီကလည်းတဲ့ပေတိုးနဲ့ငါတို့ကအမှုပြီးနေတာဖြင့်ကြားလာပေါ့တဲ့ရွာနေတို့ငင်းကြံကိုလှဲအတူတူစီးပြီးလာတဲ့တော့မြင်းကြံရောက်တယ်လို့မှုရင်ဆိုင်ရဲ့ထမင်းတိုးတဲ့အတူတူခူးစားနေပြီတဲ့မပြီးတာကဘဘဲမောင်တင်တရားမပြီးတာတော့ကျမလည်းဘယ်နဲ့ကြီးတော်တို့အမှုတဲ့အိမ်တွင်းမင်းမဟာဂီရီနတ်ကဘယ်နဲ့လို့ပါလာပါလိမ့်နေသားမောင်ကြီးတော်ရဲ့ဘဘဲမောင်တင်တယ်ဆိုတာဘယ်သူ့ကိုပြောတာတော့ညီကလည်းစာရေးဆရာမလုပ်နေပြီပူလိုက်တာဘဘဲမောင်တင်တယ်ဆိုတာတရားသူကြီးကိုပြောတာတော့တဲ့ညီ तू ကမျက်မှန်ကြီးကိုဟောလို့တတ်ထားပြီးမျက်လုံးကြီးကပေါ်လှန်ကြည့်ပြီးလက်ကတူတစ်ချောင်းကင်ထားတာတို့ကဘဘဲမောင်တင်တယ်လို့နာမည်ပေးထားတာတော့တဲ့ဒါနဲ့တဲ့ကြာတော့လေငါတို့ကအမှုရင်ဆိုင်ရတာကြာတော့စိတ်ကမရှိတော့ဘူးတရက်ကြာငါရုံးတော်ထဲမှာထပြောလိုက်တယ်တဲ့ဟုတ်လားလို့ကြီးတော်ဘလို့ပြောလိုက်တာတော့တို့ရွာစံပါပစိန်သွားကျွတ်တာတခါရဲ့မောင်မင်းတို့ရုံးကပစိန်သွားကျွတ်လို့ပဲမဆုံးနိုင်တော့ဘူးလို့ထပြောလိုက်တယ်တဲ့အဲ့ဒီလိုတတ်တိပြောင်းခဲ့တဲ့သူတွေပါကျမတို့အမျိုးတွေကနော်အဲ့ဒီလိုကမောက်ကမတွေဒါတွေကတကယ်ဖြစ်ခဲ့တာပါဘာပဲလဲသူတို့ဥပဒေနားမလည်ဘူးလေသူတို့ဥပဒေကိုလည်းနားမလည်ဘူးအမှုတွေဘာမှနားမလည်ဘူးရိုးပဲဘဝကိုဖြတ်တန်းတယ်အဲ့ဒီလူတွေကိုအားဆင်းရဲတယ်လို့ဆိုမယ်ဆိုရင်လဲဆိုကြပေါ့နော်ဖေးတတ်နိုင်မှာမလဲတိုင်းပြည်ကဆင်းရဲပါပြီဆိုလို့ရှိရင်တောသူတောင်သားတွေကပထမဆုံးငတ်တယ်ဆိုတာကိုကျမကိုတွေးနဲ့သိပါတယ်ကျမတို့ရွာတွေမှာသုံးလွန်းတင်ထမင်းဆိုတာဒီကနေ့အချိန်ထိချက်စားနေကြတော့ရွာဟာအညာရွာဖြစ်တဲ့အခါပဲတို့နှမ်းတို့ကြက်သွန်တို့စိုက်ရပါမယ်ကျမတို့ရွာတွေမှာစပားစိုက်လို့မရဒီအတွက်အခါမှပြက်ပြီးဆိုလို့ရှိရင်ကျမတို့ရွာတွေမှာတရွာလုံးဆွဲချလို့တောင်မှဆန်တစိမ့်မရအခါပြက်ပြီးဆိုလို့ရှိရင်ဆန်ပြူချက်စားနိုင်တဲ့သူကဘယင်ကံပဲအဲ့ဒီကာလတွေတုန်းကနော်ပြောင်းငယ်ပဲရယ်ဆန်ကလေးပျောက်နော်ဆန်ချမ်းလေးပျောက်ထည့်ပြီးတော့သုံးလွန်းတင်ထမင်းကိုချက်စားခဲ့ရသုံးလွန်းတင်ထမင်းကပူပူလောလောဆိုရင်တော့နော်စားလို့ကောင်းပါတယ်ပြောင်ပြောင်လေးနဲ့ငပိခင်ငရုတ်တီတောင်းလေးနဲ့ပေါ့စားလို့ကောင်းတယ်ဒါပေမဲ့ထမင်းအေးသွားပြီဆိုအဲ့ဒီထမင်းဒီပြောင်းထမင်းเนี่ยအင်မတန်ကျန်းတာဘူးစားမြကြည့်ရင်လေချောင်းတွေကကိုမစင်ဘူးဒါကြောင့်မလို့စားဖြစ်အောင်ဆိုပီလောရွက်ဟင်းကြိုပြီးတော့အဲ့ဒီသုံးလွန်းတင်ထမင်းကိုပီလောရွက်ဟင်းညိုနဲ့ညှောချခဲ့ရတဲ့ဘဝတွေပါဦးကြီးရဲ့တောလေးလွမ်းချင်းနေတဲ့မှာလဲပါတယ်လေပဲနောက်နဲ့ပြောင်းစံကောက်သားငယ်ရန်ဝေဖန်နှော့ရှက်ယောဂချက်လို့ပြောဘက်ကမမြင်ဩစာပြုံးတဲ့သုံးလွန်းတင်ကိုတဲ့အမလီအဲ့ဒီသုံးလွန်းတင်ထမင်းစားတာတောင်နတ်ဩစာအလားပါပဲတောသူတောင်သားများရဲ့ဘဝနော်အခါပြက်တစ်လျှောက်လုံးမှာအဲ့ဒီထမင်းသုံးလွန်းတင်ထမင်းဘလောက်တောင်အစားနာခဲ့တယ်လဲဆိုရင်ကျမတို့အဖိုးအဖွားတွေတခါတလေသုံးလွန်းတင်ထမင်းကိုလုံးဆိုပြီးတမင်တခါတောင်ချက်စားဒီကနေ့အချိန်ထိလည်းကျမတို့ရွာထဲမှာသုံးလွန်းတင်မျိုးစစ်မပြတ်သေးဘူးအဲ့ဒီထမင်းကိုကျမတို့ရွာထဲနာမည်ပေးထားတာရှိပါတယ်အဲ့ဒါဘာလဲဆိုရင်ဆင်းရဲသားထမင်းနဲ့
နဗန်းလုံးနေရတဲ့ကျမတို့တိုင်းရင်းသားတွေကျမတို့ပြည်သူတွေဟာတိုင်းပြည်နဲ့အနှံ့ရှိတယ်ဆိုတာကျမဟောပြောပွဲတွေတွားရင်းနဲ့တွေ့လာခဲ့ရပါတယ်ဆင်းရဲခြင်းကြောင့်ဘဝနာချရတယ်ပညာမဲ့ခြင်းကြောင့်ဘဝနာချရတယ်တိုင်းပြည်မငြိမ်သက်ခြင်းကြောင့်ဘဝနာချရတယ်အုတ်ချုပ်သူအစိုးရတွေမကောင်းခြင်းကြောင့်ဘဝတွေနာချရပါတယ်ရှင်အဲ့ဒါလိုအကြောင်းတွေကြောင့်ဘဝနာသွားတဲ့လူတယောက်အကြောင်းကိုကျွန်မကလေးပြောပါမယ်ကျွန်မ9နှစ်10နှစ်သမီးလောက်တော့ကြုံတွေ့ခဲ့ရတဲ့လှေတိုးသားကြီးတယောက်အကြောင်းပေါ့ကျွန်မတို့မိဘများဟာအေယာဝတီမြေရိုးတစ်လျှောက်မှာစုံကြီးစံကြီးနဲ့အညာဆန်လှေကြီးနဲ့ကုံကူးသားရောင်းဝယ်ခဲ့ကြတဲ့မိသားစုတွေပေါ့ကျွန်မတို့မိဘတွေဟာအေယာဝတီမှာကျွန်မတို့လှေတကြီးကြော်ရဲ့လို့အဖေနဲ့အမေကနာမရတာဟိတ်ကြီးတာပါနှစ်ဖူးကချွေချီမကြအောင်လှုပ်စားရတာကျွန်မအရွယ်ရောက်တဲ့အထိကျွန်မမှတ်မိသေးတယ်ကျွန်မမိဘတွေမှာရလာတဲ့ငွေလေးနော်ဇနီးမောင်နှံလှေထိုးပြီးတော့ရလာတဲ့ငွေလေးကိုမြေအိုးစုဘူးလေးနဲ့ထည့်ပြီးစုလိုက်ရင်ဓမြလာတိုက်သွားလိုက်ရင်နော်မြေအိုးစုဘူးလေးနဲ့ထည့်ပြီးစုလိုက်ရင်ဓမြလာတိုက်သွားလိုက်ရင်နဲ့အဖေနဲ့အမေမှာနလန်ထူခဲ့ရတဲ့လူကိုမရှိပါဘူးကြာတော့ဓမြတွေနဲ့တောင်ဖောက်တယ်ဖြစ်နေမျက်နှာတိဓမြများတက်တာမြင်ရင်ကျမအမေကအမလီထမင်းရင်ခူးကြွေရသေးတာဓမြကိုလှေကြီးထဲမှာစပွဲဝိုင်းကြီးနဲ့ထမင်းခူးကြွေပြီးတော့မျက်နှာလှုပ်ရတာဓမြကလည်းစားတယ်ဘယ်အချိန်ကငတ်နေတယ်လဲတော့မသိဘူးပေါ့နော်ကျမအမေကကြွေးလဲကြွေးသေးတယ်ပါဇက်ကလည်းအငြိမ်မနေဘူးနေပေါင်းကွယ်မင်းတို့မလဲမြေရိုးမြင့်ပါတယ်တို့လင်မယားလှေလောက်6နေထင်ပါရဲ့ကွယ်မဟုတ်ရပါဘူးလှေတကြီးကြော်ရဲ့ကျွတ်တို့မှာစားစရာမရှိလို့ဓမြတိုက်စားရတာပါသမင်းတလို့ကျွေးတဲ့ဂျေဇူးလဲကြီးမားပါရဲ့ဒါပေမဲ့သုံးစရာမရှိလို့ငွေလေး100လောက်ပေးခဲ့ပါဦးချော့ပြီးဓမြတိုက်တာပေါ့နော်အေးဓမြတိုက်တာပေါ့ကျမအမေကလည်းတောသူကြီးဆိုတော့ဒုတ်ထိုးအိုးပေါက်ပြောစရာရှိတာတော့ပြောချလိုက်မယ်ပေါ့နော်ဘာကွက်ငွေ100ဟုတ်လားတို့လင်မယားဟောဒီရွာစိတ်ကန်းနဲ့ဟိုးအထက်တကောင်းကြာညက်ထိရအောင်ခါကုန်းအောင်လှေထိုးပါမှနဝလီကအစိတ်ရတာနဝလီကဆိုတာကုံတင်ကပေါ့မင်းတို့ကို100ပေးရမယ်ဆိုတော့ဒီလိုလုပ်ရအောင်ကွာတဲ့တို့လှေကြီးကိုမင်းတို့ယူထားလိုက်တော့တဲ့တို့လင်မယားဒါမြတိုက်စားတော့မယ်အဲ့ဒါမျက်နှာတိဘဝနဲ့ဓမြနဲ့တွေ့လို့နော်မျက်နှာစိမ့်ဓမြများလှေပေါ်တက်လာတာမြင်ကျမမေကအမလီနားမှာပန်းထားတဲ့နဂတ်ကလေးတပါအောင်ဖြုတ်ဆတ်ဆိုငပီအိုးတဲ့ထည့်ပြီးမြုပ်ထားပြုံးငင်းနေဆိုတော့ဓမြငပီအိုးတဲ့နဂတ်မြုပ်ထားလိုက်မှမထင်ဘူးပေါ့လေနော်အဲ့ဒီမှာဒါပေမဲ့ဓမြလည်းအကင်းပါတယ်လှေပေါ်တက်လာတဲ့တပြိုင်တည်းကျမအမေနားကိုအရင်လှမ်းကြည့်လှေတကြီးကတော့ခမရနေရွက်ဖျားတွေဖြူးနေပါလားဧကနနဂတ်အခုမှချွတ်လိုက်တာထင်နေတော့မဟုတ်ရပါဘူးတော်တို့အရင်ရှေ့ကဓမြတက်တိုက်သွားလို့ပေးလိုက်ရပါရောလားတိုင်းပြည်ထဲမလဲတော့လက်နက်ကင်ထားတဲ့မင်းတို့မှာဓမြတိုက်စားနေရမှာတော့တို့လူထုတွေဘလောက်တောင်ဆင်းရဲလိုက်လိမ့်မလဲတွက်သားကြည့်ပါတော့ကွယ်လေတကြီးကတော့ခမည်းဘာစကားပြောတာလဲကျုပ်တို့များအနှုတ်ဆုတ်ကုန်းဆုဓမြများအောက်မေ့နေလို့လားမအောက်မေ့ရပါဘူးတော့လက်နက်ကင်ပြီးအနိုင်ကျင့်ဝဲမှာတော့အနှုတ်ဆုတ်ကုန်းဆုဓမြဖြစ်ဖြစ်မျက်နှာကြီးဓမြဖြစ်ဖြစ်အတူတူပါပဲတော့ရာဟုတ်နဲ့ထမနဲ့အခေါ်သာကွဲတာပါပြဲတာချင်းတူတူပါတော့တဲ့ကျမအမေကတော့ဓမ္မရက်ခံမရိုက်ရောပြောစရာရှိတဲ့စကားတော့ပြောတာပဲတောသူကြီးပြီးပေါ့အဲ့ဒီလိုကျမမိပါတယ်မှာလေတန်းလှိုင်းတန်းတခိုးတမြတန်းခံခဲ့ရရုံနဲ့မကဘူးဆက်နှက်မှုမင်းတိုင်းတန်းဆိုတာလည်းခံခဲ့ရသေးတာကျမအမေကအမြဲတမ်းပြောတယ်ငါသမီးရဲ့တဲ့အိုစာမင်းစာတဲ့အိုစာညီစားစရာမရှိရင်ကိုယ့်ကိုပလက်လန်အိတ်နေအေးနေလို့ရသေးတယ်တော့တဲ့မင်းစာများအေးကိုနေလို့မရတာတော့တဲ့ညီစဉ်းစားကြည့်စမ်းမအောင်အေးတဲ့ဟောဒီကိုတိုင်းပြည်ထဲမှာသူ့ဘာသူတဘာဝအလျောက်စီးဆင်းနေတဲ့အေယာဝတီမြစ်ကြီးတဲ့ကိုချွေးနှဲစာနဲ့ရတဲ့လှေကလေးနဲ့လှေထိုးစားတာညီနဲ့ကိုစိုက်ချင်တဲ့စိတ်ကန်းရဲစိုက်ဝင်တာမဟုတ်တော့တဲ့လှေစိုက်လိုက်တာနဲ့တပြိုင်တည်းစိတ်ကန်းပုံကဆင်းကောက်တာကျမတို့ခေတ်လည်းမထူးပါဘူးနော်ကျမတို့ခေတ်လည်းဘယ်လမ်းကိုသွားခြင်းလဲနော်သွားခြင်းတဲ့လမ်းကိုထွက်ကြည့်လိုက်ဘယ်နေရာမှာမဆိုလမ်းကြီးကောက်တဲ့ဂိတ်တွေရှိတယ်
လမ်းကိုဖြောက်မြောက်သွားရတယ်မရှိဘူးဒီဂိတ်ပေးလိုက်ရဟိုဂိတ်ပေးလိုက်ရတယ်တလားလုံးနတ်ဆက်နေရတဲ့အတိုင်းပဲနော်ကျမကြားဘူးတာတော့ပေါ့နိုင်ငံခြားတိုင်းပြည်တွေမှာလမ်းခင်းတဲ့စရိတ်ကြေပြီဆိုလို့ရှိရင်အဲ့ဒီဂိတ်ကိုပိတ်သိမ်းရတယ်တဲ့ကျမတို့တိုင်းပြည်ထဲမှာတော့ဂိတ်ကျမတခါမှမတွေ့ဘူးဂိတ်တွေပဲပွားလာတာဂိတ်ပွားတွေနော်အဲ့ဒီလိုကျမမိပါတယ်မှာဒီအေယာဝတီမြကြီးထဲမှာလှေနဲ့တက်နဲ့လောက်ကင်စားတောက်ခဲ့ရတာပေါ့မြန်မာပြည်သူတွေဟာမိခင်အေယာဝတီကိုချစ်မြတ်နိုးကြပါတယ်ဆိုရင်ကျမတို့မိသားစုကများများကြီးပို့တော့မပေါ်ရှင်နွေအေယာဝတီမိုးအေယာဝတီဆောင်းအေယာဝတီဥရုသုံးပါးစလုံးမှာအေယာဝတီမြကြီးပေါ်မှာအညာဆန်လှေကြီးတင်းပြီးတော့ကျမတို့မိသားစုဘဝတွေတလျားတလျားနဲ့ရွေ့ခဲ့ရတာပါအညာဆန်လှေကြီးပေါ်မှာပဲဘဝရဲ့တဝက်စာကုန်ခဲ့ရတယ်အေယာဝတီနဲ့ရေကိုကျမအမေကတည်တာပေါ့လှိုင်းကောင်းဖြူထတဲ့တောင်လေလှန်လို့မြစ်ကအကြီးလန်နေမိုးစနေလေယာဟုမိုးဆိုရင်စနေတောင်းကလာတတ်တယ်ယာဟုတောင်းကမှိုင်းလာပြီဆိုရင်အဲ့ဒါလေလာလိမ့်မယ်မိုးစနေလေယာဟုကျမအမေကမနဲ့မိုးလင်းပြီဆိုလို့ရှိရင်နေမင်းကိုအရင်စပြီးမော့ကြည့်တယ်နေရွက်မရှိမှုဒီကနေ့နေတုံးတာတဲ့တော့ညနေကျတော့အေကန်လေးကြလိမ့်မယ်ကျမအမေကတတ်အပ်ပြောနိုင်တယ်တကယ်လဲအမေခံမတဲ့အတိုင်းပဲညနေကျရင်လေးကြလာတာပဲရေစကိုင်းလှိုင်းပခန်းအေယာဝတီမှာရေပန်းနေထတဲ့အေယာဝတီလေလူးလို့လှေမူးပြီဆိုလို့ရှိရင်မင်းဝင်တောင်ဝေးကိုလှေကြီးကိုခေါင်းခွေပြီးတော့တလေခိုရတယ်လေမုံတိုင်းတန်ခံရမှာဆိုလို့မင်းဝင်တောင်ခွေမှာအညာစာလှေခေါင်းခွေပြီးတော့လေခိုရတဲ့ဘဝတွေစီးတိမ်တောင်ပေါကိုရောက်တော့ထိုးဝါထောက်ရတယ်မြည်ရည်ဒီတိုက်ပြီးတိုးပြီးဆိုလို့ရှိရင်ကျမအဖေကကျိုးဆွဲပြီးဆန်ရတယ်ပေါ့လေလေးပြက်တော့ရွက်တဖုံဆင်ရတယ်လုပ်ငန်းတွေရှားပါလို့နော်လုပ်ငန်းတွေရှားပါလို့ဝင်ငွေမရှိဘူးဆိုရင်ကလပဲတစ်ဆုပ်ကိုရေနဲ့နာနာပြုတ်ပြီးငပိပုတ်နဲ့ပြီးကြရတယ်အဲ့ဒီလိုဘဝတွေနဲ့နေကြရဟောဒီလိုသွားရင်လာရင်အခင်းကိုတွေ့လို့ရှိရင်ငရုတ်ခင်းခရမ်းခင်းချင်မောင်ခင်းတက်ပြီးခူးကြတယ်လေသမားတွေကအခင်းရှင်မရှိဘူးဆိုရင်တအိုးစားတနက်ချက်ကျွတ်တူကိုစွန့်ကြဲပါတော့ခွန်တောင်းပါတယ်လို့အခင်းရှင်ဟိုရီမှန်းပြီးတော့ခွန်တောင်းပြီးတော့မှဒီချင်မောင်တွေကစုံတွေကိုခူးကြရတယ်လေလွန်းတင်တဲ့အခါမှာအကျွေးတွေပါတင်ရတယ်စီးတာတဲ့တောင်ကျမှာတောင်လေကိုမိတ်ဆွေဖွဲ့ပါလို့ကောက်ကလန်မြောက်ကိုလှဲ့ကမှပြန်ခဲ့မဲ့ရွှေညာသူရဲ့ငွေရှာသူမအေးဆိုတာလို့အေးစစ်စစ်ငွေမရှာခဲ့ရဘူးနော်ကောက်ကလန်ဆိုတာလှေမော်တော်တွေမှာလေချောင်းပြောက်ပြတတ်ထားတဲ့တကွန်တွေပေါ့ဟိုးအောက်ပြီးအောက်ရာကိုစုံသွားတဲ့လှေတို့သားကျမအဖေဟာအညာကိုပြန်ဆန်ခြင်းပဲလို့ပြန်မဆန်လာနိုင်ဘူးဘာကြောင့်လဲလေလာမှရွက်တိုက်ရမှာဘူးအဲ့ဒီရွက်ကြီးနဲ့တလားရွေ့ပြီးလာမှကုံကြီးနဲ့တူနိုင်မှာပေါ့ဒီကုံတွေအပြည့်နဲ့လှေကိုကျမအဖေကမထိုးနိုင်မှာနော်ဒါကြောင့်မလို့စီးတာတဲ့တောင်ကျမှာတောင်လေကိုမိတ်ဆွေဖွဲ့ပါလို့ကောက်ကလန်မြောက်ကိုလှဲ့ကမှပြန်ခဲ့မယ်ရွှေညာသူရဲ့ငွေရှာသူမအေးဆိုတဲ့လေတို့သားရဲ့တန်ဝါကြောင်ကြီးနဲ့ဆုံလိုက်တဲ့အတန်ရဲ့နောက်မှာဘဝတွေအတိတ်ပဲတွေအများကြီးပါပါတယ်နော်ကျမတို့လှေအောက်ဘိုးကလေးကြိုက်လက်ထိရောက်ဟိုးအထက်ဆိုရင်ဗမောကတာဆေးဖို့မြစ်ချင်းတွေထိစုံကြီးဆန်ကြီးနဲ့အေယာဝတီကိုကူးလူးနေရတော့ကျမအဖေကကြာတော့အေယာဝတီကိုတောင်အားနာတယ်ညအိယာဝင်တိုင်းကျမမိဘများဟာမေတ္တာပွင့်ခြေစီလေးတီးလိုက်ပြီဆိုရင်အေယာဝတီကိုမေတ္တာပို့တယ်အေယာဝတီကိုပါထည့်ပြီးမေတ္တာပို့အေယာဝတီမြစ်ကြီးတက်တော်ရကြောရှေ့ပါစေပေါ့ရှင်အခုတော့ကျမအဖေလှေတကြီးလည်းမရှိတော့ပါဘူးကျမအမေကလည်းအသက်80ကျော်လို့ကျမတို့အိမ်ရှိရတဝက်မိုင်းစင်လေးအောင်မှာကျမအမေကဒူကောင်းနှလုံးကိုထောင်းစိတ်ပရိစိတ်ရတဲ့ဘဝကိုရောက်သွားပါပြီကျမတို့ရဲ့အညာဆန်းလှေကြီးလည်းမရှိတော့ပါဘူးလှေလို့ပြောပြီးဆိုရင်ဟောတာကဦးတုံဟောတာကပဲ့တုံဟောတာကပရစ်လိဟောတာကပေါင်လုံးဟောတာကလိုက်လုံးဟောတာကရှမ်းပန်းကျမတို့ကသိတယ်
အေယာဝတီမြစ်ကြီးထဲမှာလှေကြီးတစ်စင်းဆန်တက်လာပြီဆိုရင်အဲ့ဒီလှေကြီးဟာမန်းလက်လားအေယာဝတီလက်လားချင်းတွဲလက်လားဆိုတာကျမတို့ကခွဲခြားနိုင်တယ်နော်ဒီကနေ့ခေတ်မှာအေယာဝတီဆိုတဲ့အတန်ကြီးညမ်းလာတော့အသက်80ကျော်ကျမအမေကကျမကိုမေးတယ်မေးစမ်းပါဦးငါသမီးရဲ့အဲ့ဒီတို့အေယာဝတီမြစ်ကြီးကဘယ်သူပိုင်တဲ့မြစ်မို့လို့လဲအေးအမေကလည်းသမီးတို့နိုင်ငံကပိုင်တာပေါ့အမေရဲ့ဟဲ့တို့ပိုင်တဲ့မြစ်လို့သာပြောတယ်ငါတို့မြစ်မကိုမရလို့လုတ်ချင်နိုင်မလို့ရလို့တိုင်းတစ်ပါးသားတွေကစိတ်ဆိုးနေကြဆိုအေးမဟုတ်ရပါဘူးအမေရဲ့မြစ်ဖြားမှာဆယ်ဆောက်ဖို့ကိစ္စစာချုပ်ထားတာကိုပြောနေကြတာပါအလို့တော့ဒီတော့ဘယ်နဲ့ကြောင့်တို့တိုင်းပြည်လဲဝင်ပြီးလူဘာဝရတာတဲ့တို့တိုင်းပြည်လဲမိမဲလင်းယူသူလိုဖြစ်နေပါပြီကျမအမေကပြောရင်ပုံတို့ပတ်စာလင်းလို့ပါလွန်းတော့ကျမမေးကြည့်ရတာအမေရဲ့မိမဲလင်းယူသူလို့ဆိုတာဘာကိုပြောတာတော့အမေရဲ့အိုးအေးတို့ရွာကမိမဲပထမလင်းကကြီးခိုင်းနဲ့အနာတွေအများကြီးပဲဝဲတယ်ဆိုတော့ဒီကုန်းလုံးအချစရာမရှိဘူးကြီးခိုင်ဆုံးသွားတော့မိမဲကနောက်လင်ယူတယ်လေနောက်လင်ကအကျွေးတွေပါလာတော့အိမ်တိုင်းမှာချီးထားတဲ့နှစ်ပိုက်ကလေးရောင်းပြီးဆက်လိုက်ရပါရောလားဒါကြောင့်တို့ရွာပုံခိုင်းတာပေါ့မိမဲတို့များတလင်နေတော့ပွေးနဲ့တလင်နေတော့ကျွေးနဲ့ဟဲ့တို့တိုင်းပြည်လဲအဲ့လိုဖြစ်နေပါပြီဒါကတော့အမေရဲ့သူ့အကျွေးရှိလို့ဆက်ရတာနေမှာပေါ့အမေရဲ့ဒီလိုအများတို့တိုင်းပြည်ထဲလာပြီးဒီတတိမှုတ်လောက်ကတော့ဘယ်ထမ်းမင်အောက်ကကောက်ရတယ်လို့များမှတ်နေသလားအေးတို့ပြောပါအမေရဲ့ကြားသွားပါဦးမယ်အမေညီကဘယ်သူကြားမှာဆိုတာတော့ညီတို့အဲ့လိုကြက်ကြောက်နေတောင်ရရှင်ကိုမြောက်ကနှင်လိုက်မယ်ဘာမှတ်တယ်လို့အခုလဲတောင်ရရှင်တွေကိုမြောက်ကနှင်းနေကြပါပြီရှင်တတိနဲ့သာဆင်ញင်တော်မူကြပါအဲ့ဒီလိုစာမတတ်တဲ့အဖွားကြီးကသူချစ်တဲ့အေယာဝတီကိုထိလာတော့အသေးဆက်တုံရတယ်သက်ဆက်တုံမှာပေါ့အေယာဝတီကိုဘဝလုတ်ခဲ့ရတာဟုတ်ကျမတို့သားသမီးလေးတွေပေါ်ပေါက်လာတော့ကျမအမေကကလေးတွေမွေးဖွားရင်းနဲ့အိမ်မှာနေခဲ့တော့ကျမအဖေတရားကိုထဲပဲမြစ်ကြီးထဲမှာဒီလေကြီးနဲ့စုံကြီးဆန်ကြီးပေါ့တစ်ခေါက်မှာအဖေလှေပြန်ဆန်လာတော့လေပေါ်မှာလူကြီးတယောက်ပါလာခဲ့ကျမတို့ကအဖေလေရွာစိတ်ကားကိုရောက်ပြီဆိုတော့ကျမတို့ကဆင်းပြီးကြိုကြတာပေါ့အဲ့ဒီမှာလေဦးထိတ်ကနေလှေကိုနော်မျောတိုင်းကြီးကိုကွဲတက်ပြီးတော့ခေါင်းကြီးထောက်ပြီးရက်နေတဲ့လူကြီးကိုကျမလှမ်းပြီးမြင်လိုက်ရကျမကြောက်သွားတာပဲနော်ဒီလူကြီးကခေါင်းကြီးကစုပ်ဖွားကြီးနော်စပင်းဟာစီးတဲ့ဝေးပြီးချောက်ပြီးမျက်နှာကြီးကလည်းလေးတောင်ကြီးနဲ့အသားဆိုတာလည်းမဲချိတ်လို့မျက်နှာမှာမှဲ့သီးတွေကလည်းအဖီးတွေနဲ့အင်ကြီးမပါဘူးပစိုးရုပ်ကတောင်းကြိုက်ထားတယ်ပစိုးထုခွင်းကိုဆက်လွယ်တိုက်ထားတာလှေဦးထိတ်မှာမမကြီးရက်နေတယ်ဘလူကြီးတစ်ခေါက်လို့တော့ကျမထင်သွားလိုက်သေးတာအဖေကပြောတယ်သူခေါ်လာတဲ့လှေတိုးသားအဲ့တော့ကျမအမေကအောက်နာပေါ့တော်ကလည်းတော်ကိုကမှရေထဲမိုးတဲ့လုတ်ကင်စားတော့ရတဲ့ဘဝတွေကိုဘယ်နဲ့ကြောင့်ဒီလူကြီးကိုလှေပေါ်တင်းခေါ်လာရတာတော့ကျမအဖေကတခုမဲ့ပြောပါတယ်ရှင်မရဲ့တို့ဆင်းရဲတယ်ဆိုတာတဲ့ तू ကပိုးဆင်းရဲရှာလို့ခေါ်လာတာပါကွယ်ပြောတဲ့အခါမှာကျမအဖေကမိကလည်းဘာမှမပြောတော့ပါဘူးအဲ့ဒီလူကြီးရဲ့နာမည်ကဦးတန်ခဲတဲ့ကျမတို့ကတော့ဘိုးတန်ခဲလို့ခေါ်တာပေါ့ကျမတို့လေကြီးပေါ်မှာရောက်လာတဲ့အချိန်ကစပြီးတော့ဘိုးတန်ခဲကြီးဟာကျုံကြီးတယောက်လိုပါပဲထမ်းစရာရှိတော့လဲ तू ပိုးစရာရှိတော့လဲ तू ထင်းပေါက်စရာရှိတော့လဲ तू ကုန်းတင်စရာရှိတော့လဲ तू ရေပတ်စရာရှိတော့လဲ तू အားလုံးတိမ်ကြုံလို့တော့ကျမအမေကတော့အားနာလာရကိုတန်ခဲရဲ့နားပါအောင်တော့ရော့ထညက်ကလေးနဲ့ရင်နွေးချမ်းလေးနဲ့တောက်လိုက်ပါအောင်ဘုဒ္ဓငယ်ရမနာမနေလို့ကျမတို့ကကြောင်းပိတ်လို့လှေပေါ်ကိုလိုက်သွားပြီဆိုလို့ရှိရင်အင်မတန်ပြောတာဦးဘုဒ္ဓငယ်ရကျမတို့ထမင်းလဲခူးကျွေးတယ်ကျမတို့ရေစိတ်ကရွှတ်နေခူးပြီးအယုတ်ကလေးတွေလုတ်ပြီးပေးတယ်လှေစားနေတဲ့အချိန်မှာဆိုရင်သူ့အမြဲတမ်းစလွယ်တိုက်ထားတဲ့ရေစလုတ်ပစိုးရုပ်လိတ်ပြီးဆင်ကြီးလုတ်ကျမတို့ကသူ့ကြောပေါ်ကိုခွစီဝူးဝူးနဲ့ဟာဒီလိုလှေလေးချမ်းမြေလေးပေါ်မှာကျမတို့မောင်မတွေကို तू ကထိန်းခဲ့တာပေါ့သွေးမတော်သားမဆက်နဲ့ကျမတို့မိသားစုလှုပ်ကြွေးခဲ့ကျမအဖေကအမြဲတမ်းဘုဒ္ဓငယ်နဲ့ပတ်သက်ပြီးပေးတဲ့မှတ်ချက်ရှိကိုတန်ငယ်ကြီးဟာတဲ့တကယ်ဂျုံကောင်းကြီးတယောက်ကငါသမီးရဲ့အဖေသူ့ကိုချိုးနေပြီးပြောတာမဟုတ်ဘူး
သူဟာဘဝကိုဘလောက်ပဲမြင့်တင်ပေးပေးတုံးအောက်ကဖားများလို့တုံးမော်ကိုတင်လို့မရတုံးအောက်ပြန်ဝင်တာပဲသူဟာကြုံကောင်းကြီးတယောက်ပဲမြင့်နဲ့ထင်းတဲ့မိုးကောင်းကင်ကိုတောင်ရောင်လို့မော့ကြည့်တဲ့သူမဟုတ်ဘူးဒါအဖေရဲ့မှတ်ချက်နော်ကျမနဲ့ဘိုးတန်ကဲကြီးမှာမမေ့နိုင်တဲ့အဖြစ်ပြက်လေးတစ်ခုရှိခဲ့မှုပါတယ်ကျမတတိယတန်းလုံးက9နှစ်10နှစ်သမီးတို့တတိယတန်းလုံးကကျမတို့လှေကြီးလွန်းတင်ထားတာမန္တလေးတစ်ဖက်ကတောင်ပြင်မှာလှေလွန်းတင်တယ်ဆိုတာလှေကိုပြုတ်ပြင်ဖာထေးတာပေါ့ကားများဝက်ရှော့ထိုးသလိုပေါ့နော်အဲ့ဒီလှေလွန်းတင်ထားတဲ့ချိန်ခါမှာအရှိဘက်ဂေါဝိတ်စိတ်ကအငိမ့်ပွဲကဆိုင်းနာဘုံတန်တွေကဒီမြစ်ကိုရှက်တိုက်ပြီးတော့ပြေးလာကျမတို့စီကိုရောက်လာတာမိယောင်တွေကလည်းလင်းထိန်နေတော့ကျမကလေးပြီးပွဲကြည့်ချင်တော့ကျမအမေကိုပူစားတာပေါ့အမေပွဲလိုက်ပြပါပွဲလိုက်ပြပါကျမတကြီးကြီးနဲ့ထိုးနေတော့ကျမအမေကဝချမ်းများနဲ့ကျမကိုရိုက်တော့ကျမပွဲလည်းမကြည့်ရဘူးအရိုက်လည်းခံရတယ်ဆိုတော့ကျမငိုးယိုပြီးတော့လေးလွန်းတင်ထားတဲ့အောက်ကကွတ်ပစ်ကလေးပေါ်မှာသွားအိတ်လိုက်တာကျမအိတ်ပျော်သွားတစုံတစ်ယောက်ကကျမကိုလာပုတ်နှိုးတာကိုကျမသိလိုက်တော့မျိုးလုံးဖွင့်ကြည့်လိုက်အဲ့ဒါဘယ်သူလဲဆိုတော့ဘုဒ္ဓံခဲကြီးပေါ့ကျမကိုသူ့နှခမ်းကိုလက်ညှိုးနဲ့ကန်လက်ဖြတ်ပြီးအတန်မထွက်နဲ့နော်ကျမလည်းသိလိုက်ပါတယ်သားလေးငုတ်တို့ထိုင်ပြီးဘိုးတန်ကလေးခေါ်ရနောက်ကိုကျမလိုက်ခဲ့အဲ့ဒီတောင်မြမာခြီထားတဲ့လက်လော်လေကလေးပေါ်ကိုကျမကိုတင်းဘိုးတန်ကလေးကနောက်ကလှေလော်ပြီးအရှိဘက်ဂေါဝိတ်စိတ်ကန်းကအငိတ်ကိုကျမကိုလိုက်ပြတာပေါ့ဟိုရောက်တော့သူ့ခါးကြားထဲမှာလိတ်ထားတဲ့သူ့ရဲ့လှေဒိုးကပတ်စံလေးတစ်မှတ်ကိုကျမကိုမုံနေဝယ်ကျွေးတယ်မိုးပြန်ဘူပေါင်းလေးတစ်လုံးကျမဝယ်ပေးပြီးကျမလက်ထဲကိုထည့်ပေးထားကျမခလေးဆိုတော့မမြင်ရတော့သူ့ကုတ်ပေါ်ကိုကျမကိုတင်းပြီးတော့ပွဲပြခဲ့ကျတော့ကျမခလေးပြီးအိပ်ပျော်သွားတာပေါ့အိပ်ပျော်သွားတော့သူ့ဆလွယ်တိုင်းထားတဲ့ပစိုးရေစနုပ်ကလေးကိုခင်းပြီးတော့ကျမကိုအဲ့ဒီပေါ်မှာတိတ်ထားကျမအတန်ဖလာနေကြတော့လန့်လို့သွားကျမနိုးတဲ့အချိန်မှာကျမလုံးယုံဘက်ကိုပြန်ရောက်နေပြီကျမအဖေရဲ့အတန်ကျမကြားလိုက်ရပြီခမညာတော်တော်စဉ်းစားညံနေတဲ့လူပဲကျတို့ဘလောက်တောင်စိတ်ပူနေမလဲခမညာမတွေးမိဘူးလားသူ့အမေဆိုရင်တက်သွားလို့သူရိုက်ပြီးတော့သူသမီးလေးရေးတဲ့ဆင်းသေးပါတယ်ဆိုပြီးတော့နောက်မှဟောဒီလေလေးပျောက်တာရဲ့ခမညာပျောက်တာရဲ့စဉ်းစားမိပြီးလိုက်ခေါ်မှပွဲကင်းထဲမှာတွေ့တာခမညာတော်တော်စဉ်းစားညံနေတဲ့လူကျမဖေကဒေါသနဲ့ဆက်ဆက်တုံးဘိုးတန်ငယ်ကြီးကိုလက်သီးနဲ့ထိုးချလိုက်ဘိုးတန်ငယ်ကြီးဟာနောက်ကိုတစ်ချက်ရိုင်သွားတာပြန်ပြီးတော့ရှေ့မှာမျက်နှာထက်ခံတယ်ထိုးပြီးခံလိုက်တယ်နောက်တစ်ချက်ထိုးပါဦးများကျမဖေကလည်းတစ်ချက်သေးပဲထိုးလိုက်တာနော်စိတ်ထွက်နဲ့မနေ့လေးတော့ဘိုးတန်ကဲရဲ့မျက်နှာကြီးကတချမ်းကြီးညို့လို့ဒါပေမဲ့ဘိုးတန်ကဲအပြုံးမပြတ်ဘူးကိုရင်ညိုအခုလိုကျုပ်ကိုလက်သီးနဲ့ထိုးလိုက်တာကျုပ်ကဖြင့်ဂျင်းတ်ပါဗျာကျုပ်ကလည်းကျုပ်ပဲဦးများသားသမီးဆိုတော့စိတ်ပူရှာမှာပေါ့ကျုပ်ကဘိုးညိုကဟောဒီလိုလက်သီးနဲ့မထိုးဘူးဆိုရင်ကျုပ်ကလက်ပြမလုံးဖြစ်ဦးမှာနောက်တစ်ချက်ထိုးလဲကျုပ်ကခံမို့အစ်စ်မှာပဲဗျာပြုံးနဲ့စိတ်မဆိုးရှာနောက်ကျမ9တန်းလောက်ရောက်တော့ကျမတို့ညာဆန်လှေကြီးအဖေကရောင်းပြလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့စက်တာမော်တော်တွေခစ်စားလာတဲ့အချိန်ခါမှာလှေကြီးကအလုံးမဖြစ်တော့ဘူးဆိုကျမအဖေကလှေကြီးကိုရောင်းပြလိုက်အဲ့ဒီလှေကြီးရောင်းလိုက်တဲ့အချိန်ခါမှာကျမတို့မော်တော်ဝယ်တော့ဘိုးတန်ခဲကြီးကိုကျမတို့ကခေါ်တာပေါ့အဖေကခေါ်တဲ့အခါဘိုးတန်ခဲကြီးခါတီးတီးပဲညင်းတယ်ကျုပ်ခမရတို့နောက်မလိုက်ဘူးဘယ်တော့မှလည်းလိုက်မှာမဟုတ်ဘူးဘိုးတန်ခဲကြီးဘာကြောင့်ကျမတို့ဒီလောက်ချစ်တာဘာကြောင့်ညင်းရပါသလဲကျမစဉ်းစားရကောင်းမှမသိခဲ့ပါဘူးဒီလိုနဲ့ဘိုးတန်ခဲကြီးနဲ့ကျမတို့ဝေးကြရဘိုးတန်ခဲကြီးကျမတို့ရောက်လိုက်တဲ့လှေပိုက်ရှင်များပေါ်ကျမတို့မန္တလေးစိတ်ကံကိုရောက်တဲ့အခါမှာဘိုးတန်ခဲကြီးကကျမတို့အိမ်ပေါ်တက်လာပြီးဖေးကိုနှိမ့်နေပေးတယ်အိမ်မှာလှုပ်ရှားရှိတာတွေထင်းပေါက်စီးတွေတုတ်နှောင်းအကုန်လှုပ်ပေးတယ်ကျမကလည်းဒီလိုနဲ့10တန်းအောင်တက်ကတူတက်ကျောင်းဆရာမဖြစ်ပေါ့ဘိုးတန်ခဲကြီးနဲ့တွေ့တဲ့အခါတွေ့မတွေ့တဲ့အခါမတွေ့ပါဘူးနောက်တော့လေဘိုးတန်ခဲနဲ့ကျမမတွေ့တာတော်တော်ကြာသွားခဲ့ကျမအဖေလည်းဆုံးသွားခဲ့အဖေဆုံးပြီးတော့တက်လာလောက်ရှိတဲ့အခါမှာဘိုးတန်ခဲကြီးကျမတို့အိမ်ရှိကိုရောက်လာခဲ့တယ်ကျမတို့ကဘိုးတန်ခဲမှန်းတော့မသိတော့အိမ်ရှိကိုရက်တက်ပြီးတော့ကျုပ်တန်ခဲရဲ့ချွဲဆိုင်တဲ့အတန်ကြီးနဲ့အတန်ပြလိုက်တဲ့အခါကျမအမေကအံ့ဩလို့မော့ကြည့်တယ်ဘိုးတန်ခဲကြီးကတော်တော်ကိုအိုဇနာကြနေရှာပြီနော်လွယ်အိမ်အဟောင်းလေးကိုဂွင်းလေးခတ်ပြီးလက်ကောက်ဝက်မှာဆွတ်လို့သူ့ပိုင်နာအဲ့ဒီလွယ်လေးတစ်လုံးပဲအိမ်ကိုရောက်လာပြီကျမတို့ကတကားဖွင့်ပေးလိုက်တဲ့အခါကျုပ်ကိုရင်ညိုဆုံးနံကြလို့လာမေးတာကိုရင်ညိုမဆုံးရင်ကျုပ်တစ်ခေါက်ရောက်သေးတယ်တန်ခဲရဲ့ငါတိတ်နေမကောင်းဘူးမင်းငါနားကိုလာပြီးပြုစုလဲပါကွာကျုပ်ကျေးဇူးရှင်ကြီးကိုကျုပ်ကလည်းပြုစုပါမယ်လို့ဂတိပေးခဲ့တယ်
ဒါပေမဲ့ကျုပ်မရောက်လာနိုင်ခဲ့ဘူးဒီအတွက်ကျုပ်တာဝန်မကြည့်ဘူးဘုဒ္ဓံငယ်ရဲ့ဆွဆွညစ်ညစ်ပြောတာပေါ့နော်အဲ့ဒီမှာတညအိပ်ပြီးမနေ့လင်းတော့ဘုဒ္ဓံငယ်ကြီးကသူ့ရဲ့လွယ်အိတ်ကိုကောက်ဆွတ်ပြီးတော့ပြန်မဲပြင်တော့အမေကကိုတန်ငယ်ရဲ့နေပါအောင်တော့လားတော့ကျုပ်တို့နဲ့နေစမ်းပါအောင်တော့ကိုကျုပ်တို့ကျွေးနိုင်တဲ့ဘဝရောက်ပါပြီတော့တူမတွေတော်မြီးတွေလည်းအလုပ်တွေအကင်နဲ့ဖြစ်နေပါပြီကျုပ်တို့အိမ်မှာတသက်လုံးနေပါလားတော့ကျုပ်လုတ်ကြွေးပါမယ်တော့လုံးမလုတ်ပါနဲ့တော့ပြောတဲ့အခါမှာဘုဒ္ဓံငယ်ကအမေကသူ့ဆွဲထားတဲ့လွယ်အမေလက်ထက်ကနေဆောင်းယုံကျုပ်မနေနိုင်ပါဘူးဗျာတဲ့ခင်ဗျားတို့နဲ့ကျုပ်ဘယ်တော့မှမနေဘူးအဲ့ဒီလိုတောက်တောက်ခါခါညင်းလိုက်တဲ့အခါကျမဒီတခါတော့တွေးပြီးဘုဒ္ဓံငယ်ကြီးဟာဘာကြောင့်တောက်တောက်ခါခါညင်းရပါသလဲကျမတို့နဲ့နေဖို့များသူဘာကြောင့်ခါခါတီးတီးရှိရပါသလဲကျမဒီခါမှတော့ကျမတွေးပါပြီပြန်ငန်ပြီးတော့ဘုဒ္ဓံငယ်ကအဖေရဲ့ဓာတ်ပုံကြီးစီကိုသွားပြီးအဖေဓာတ်ပုံကြီးကိုမော့ကြည့်လက်အုပ်ချပြီးတော့မျက်ရည်တွေကတွေးကျလာကိုရင်ညိုကြီးကျုပ်ကိုလက်သီးနဲ့ထပြီးထိုးပါဦးလားဗျာခမည်းမရှိတဲ့ရောက်ခမည်းမရှိမှရောက်လာတဲ့ကောင်ကြီးကိုခမည်းထပြီးဆုံးမလိုက်ပါဦးဗျာကျုပ်မှာမိမအသေးသားသမီးတွေကတယောက်ပြီးတယောက်ဆုံးမသွားရတကောင်ကျွတ်တမျက်နာဘဝနဲ့ရွာတဲ့ကလူတွေကကျုပ်ကိုလက်ညှိုးဝိုင်းထိုးတဲ့ချိန်ပေါ့တန်ခဲဟာလူမဟုတ်ဘူးဘလူတန်ခဲခိုက်လို့သူ့ရဲ့မယားတွေသားသမီးတွေဆုံးရတာဆုံးပါရတာတန်ခဲဟာလူမဟုတ်ဘူးဘလူလို့ကျုပ်ကိုဝိုင်းပြီးလက်ညှိုးထိုးနေတဲ့အချိန်ခါမှာခမည်းရဲရဲဝံ့ဝံ့ခမည်းလှေကြီးပေါ်တင်းခေါ်ခဲ့တယ်တန်ခဲကဘလူဆိုရင်ငါကရုပ်သေးစင်ရောက်မကွာလို့ခမည်းလူတွေကိုတောင်းအရွက်တိုက်ပြီးပြောခဲ့သေးတာလေကျုပ်ကျေးဇူးတင်လို့မဆုံးဘူးကျုပ်လူပြရှုံးနေတာရွာထဲမှာကျုပ်ကိုမကောင်းဆိုးဝါးတကောင်လို့ထင်းတဲ့အချိန်ခါမှာခမည်းကလူအဖြစ်တိမှတ်ပြီးလှေပေါ်တင်းခေါ်ခဲ့တာလေကျုပ်တက်မှာခမည်းတို့မိသားစုကိုချမ်းသာအောင်လုပ်ပေးမယ်ဆိုတာကျုပ်တာနှိဋ္ဌာန်ချပေးတာဒါပေမဲ့ခမည်းတို့မချမ်းသာခဲ့ဘူးကျုပ်လုံးလုံးအောင်မကြောက်ပါဘူးရေနှချမ်းပြန်ပြန်ကွဲပြီစီကျုပ်လုပ်ကြွေးမယ်ဒါပေမဲ့ခမည်းတို့ကျုပ်နဲ့နေခဲ့တဲ့တက်လုံးဘယ်မှာချမ်းသာလို့လဲမချမ်းသာခဲ့ဘူးကျုပ်နဲ့လမ်းခွဲပြီးခမည်းတို့မော်တော်ဝယ်လိုက်တော့မှခမည်းတို့ခြောင်နေသွားတယ်မို့လားအဲ့ဒါဘသူကြောင့်မှတ်တယ်လေအဲ့ဒါကျုပ်ကြောင့်ကျုပ်မှာဆင်းရဲစားတာပါတယ်ဗျကျုပ်ကဆင်းရဲစားတာလက်ဘွားတွေတော့မကောက်ဘူးကြောကုန်းမှတောင်ကပ်ပါနေတာကျုပ်ရဲ့ဆင်းရဲတွေခမည်းတို့ကူးနေတာဒါကြောင့်မို့လို့ခမည်းတို့ကျုပ်ရဲ့ဆင်းရဲတွေခမည်းတို့ကူးမှဆိုလို့ခမည်းတို့လှေရောက်တဲ့ခါမှာကျုပ်ကနေခဲ့တာပေါ့အဲ့ဒါခမည်းတို့ချမ်းသာစေခြင်းလို့ခမည်းတို့နောက်ရောက်လိုက်တဲ့လှေပိုင်ရှင်တွေကလည်းဗျာတယောက်ပြီးတယောက်ဆင်းရဲသွားလိုက်တာသုံးတောင်ရှိပြီလက်ပြောင်းတာအဲ့ဒါကျုပ်ကြောင့်ပေါ့ဘုဒ္ဓံငယ်ကြီးပြောလဲပြောငိုလဲငိုကျမဒါကိုကြားတဲ့အခါမှာရင်ထဲမှာနားလာကျမကိုယ်တိုင်လည်းမျက်ရည်ကျမိပါတယ်ကြည်စမ်းပါဦးဘုဒ္ဓံငယ်ကြီးကကျမတို့ဆင်းရဲတာဟာသူ့ကြောင့်သူ့ရဲ့ဆင်းရဲတွေကူးလို့သူ့ကြောင့်ကျမအဖေကတော့စက်တက်မော်တော်တွေကတွင်ကျဲလာတော့လှေတွေအလုံးမဖြစ်တော့ဘူးလှေကြောင့်တကယ်တော့ဒီစကားနှစ်ခုစလုံးဟာအမှန်တရားတွေမဟုတ်ကြပါဘူးဘုဒ္ဓံငယ်ကြီးအဲ့ဒီနေ့ကပြန်သွားလိုက်တာဒီကနေ့အချိန်ထိကျမသူ့ကိုလုံးလုံးမတွေ့တော့ပါဘူးဘုဒ္ဓံငယ်ကြီးဟာရိုးသားတယ်သစ္စာရှိသူ့ဘဝကိုသူနားလေတဲ့လောက်သူသိတယ်ဒါပေမဲ့ဘဝရဲ့သဘောတွေလောကရဲ့သဘောတွေကိုရှာဖွေရကောင်းမှမသိခဲ့ဘူးသူယုံယုံကြည်ကြည်ဆွဲဆွဲနဲ့ဆွဲလန်းခဲ့တဲ့ဆင်းရဲစာတာပါတယ်ဆိုတဲ့အဆွဲကြီးကိုလက်မဖြုတ်လက်စုပ်မဖြီစရန်ကင်ဆွဲသွားခဲ့တယ်ဘုဒ္ဓံငယ်ကြီးကိုတစ်ခါတတိယရင်ကျမစဉ်းစားနေမိကသူ့ကိုအဲ့ဒီအဆွဲကြီးဘသူကပေးတာလဲဘယ်ကနေရောက်လာတာလဲဘာနဲ့ခြေဖြက်ပြရမှာလဲဘယ်သူတွေရောတတ်နိုင်မှာလဲကျမတို့တိုင်းပြည်ထဲမှာဘုဒ္ဓံခဲလို့ဆင်းရဲစာတာကိုဆိုတဲ့စကလုံးလေးကိုအကြောင်းပြုပြီးတော့ဆင်းရဲတွင်နဲ့နေကြတဲ့သူတွေဘလောက်တောင်ရှိပါသလဲတို့တိုင်းပြည်ကဆင်းရဲပါတယ်လေတို့လူမျိုးတွေကသူများလူမျိုးနဲ့ရှင်ရင်အောက်တန်းနောက်တန်းကြပါတယ်လေဆိုတဲ့အငုံစိတ်ကြီးနဲ့နေကြရတဲ့ကျမတို့တိုင်းသူပြည်သားတွေဘလောက်တောင်ရှိနေပါသလဲတညတာလာပြီးပြန်သွားတဲ့ဘုဒ္ဓံဂိယနှစ်ပေါင်းများစွာကျမကို6လနေစေတဲ့အတွေးတွေကိုပေးထားခဲ့တယ်အဲ့ဒီအစွဲကြီးကိုဝင်တော့ဝင်ပိုးကြီးလို့တလုံးလွယ်သွားရတဲ့ဘုဒ္ဓံဂိဤတဲ့နာကြီးလို့ရှင်နဲ့အမျှတလုံးလွယ်သွားခဲ့ရတဲ့ဘုဒ္ဓံဂိကြီးကတော့လှေကြီးပေါ်မှာပဲတိမ်ငယ်စွာနဲ့ဘဝကုန်ခဲ့ရတဲ့လားရှင်ဆင်းရဲခြင်းဟာကုသနာလားဆင်းရဲခြင်းဟာကဘာနာလား
ဆင်းရဲတဲ့ဆိုတာမှာဇာတာရှိပါသလားကျမတို့လူမျိုးတွေအဲ့လိုအငုံစိတ်တွေနဲ့နေရတဲ့ကျမတို့နိုင်ငံကျမတို့လူမျိုးတွေဒီဘဝလွတ်မြောက်အောင်ဘယ်လိုပုံကိုဘယ်လိုအဖွဲ့အစည်းတွေမှာတာဝန်ရှိပါတယ်ပရိသတ်ကြီးစဉ်းစားတော်မူကြပါကုန်ကျမတို့တွေဟာဘုရားရှင်ထံမှာဆူတောင်းတတ်တယ်စိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းမှကင်းလွတ်ငြိမ့်တည်ဖြစ်၍ဆူတောင်းနေုံနဲ့ပြည့်ရောတယ်လားဆူတောင်းနေုံနဲ့ကျမတို့မပြီးတော့ပါဘူးနော်ပထမဆုံးကျမတို့လုပ်ရမယ့်အလုပ်ကကိုယုံကြည်မှုတိဆောက်ဖို့ပါပဲကိုကျမတို့ယုံကြည်ရလိမ့်မယ်ယုံကြည်မှုနဲ့အတူစိတ်ဓာတ်နဲ့ယုံထားမယ့်အချိန်ရောက်နေပါပြီပညာနဲ့ယုံထားမယ့်အချိန်ရောက်နေပါပြီပညာဆိုတဲ့နေရာမှာကျမတို့ကစာရေးဆရာတွေဆိုတော့စာဖတ်ဖို့အမြဲတမ်းတိုက်တွန်းပါတယ်တမယိုးကြမဟုတ်ပါဘူးစာမဖတ်တော့ဘာဖြစ်တယ်လဲစာမဖတ်တော့ဘာမှမသိရဘူးပေါ့ဘာမှမသိရတော့ဘာဖြစ်လဲသွားတာပေါ့လူအာကြီးတွေဖြစ်သွားတာပေါ့အဲ့ဒီသွားတဲ့လူအာကြီးတွေကိုပို့ပြီးအနိုင်ကျင့်လို့ကောင်းပါတယ်ဒါကြောင့်မို့ဒီကနေ့မော်လမြိုင်မြို့စာပေဟောပြောပွဲကိုကြွရောက်လာကြတော့ချစ်တော်မော်ရွှေမြိုင်သူရွှေမြိုင်သားများမိမိတို့မျှော်လင့်တောင်းတသောလူနေမှုစနစ်ကြီးစီကိုပညာရွှေအိုးထမ်းယုံကြည်မှုရွှေအိုးထမ်းပြီးပြည်တော်ဝင်နိုင်ကြပါစေလို့ဆုတောင်းရင်းဒီကုန်းချုပ်ပါတယ်ရှင်